YouTube မဟာ channel မှာတင်ဆက်ထားသောဗီဒီယိုဇာတ်ကားတစ်ခုလုံးကိုဖြစ်စေတစိုက်တရေတာကိုဖြစ်စေကူယူခြင်းအခွေပွားခြင်းနဲ့မြည်သည့် social media ပေါ်တွင်မဆိုထုတ်လွှင့်ခြင်းဖြန့်ဖြူးရောင်းချခြင်းများကိုအမှုပညာရှင်များ၏အကျိုးစီးပွားထိခိုက်စေနိုင်သောကြောင့်အလေးအနက်တားမြစ်ထားပါတယ်ခင်ဗျာကူယူဖော်ပြခဲ့ပါကစက်သွယ်ရေးဥပဒေပုံမှ66ခန်းငယ်အရဖြစ်စေရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုံမှ33ခါခွေအရဖြစ်စေလိုအပ်သလိုတရားစွဲဆိုမှုဖြစ်ကြောင်းနှင့်3နှစ်ထက်မပိုသောထောင်ဒဏ်နှင့်ငွေဒဏ်330နှစ်ရက်လုံးဖြင့်ကျတင်နိုင်ကြောင်းအတိပေးအပ်ပါတယ်ခင်ဗျာမနေ့မိုးလေးနေဝဲရကောက်ကြက်တည်ယူမရှိနေရလဲကွာကြက်တည်မရှိမှတော့သိတာဗောကွာရားနာဖြစ်မှတော့မကုတ်လို့ရမလားနာမည်ဝဲကြည့်ပါလားရားလို့ဖြစ်တဲ့အနာရားနာတဲ့တော်စမ်းမကောကိုညစ်ပတ်တယ်ပြောတာမဟုတ်ဘူးဒီမှာအိုးယောဂဘောင်းစုံထဲမှာဇေရှိဆုံးယောဂမင်းသိလားကဲဘာမသိမချင်းမှတ်ထားလေဖြတ်တဲ့ယောဂဘာမှမင်းလေဖြတ်ပါလေဆိုမှဇိမ်ရှိမလားမင်းရလဲရှိတာဗောလေဖြတ်တဲ့လူကအဲ့ရတယ်မပက်လက်ကလေးဘာမှလည်းမလုပ်ရဘူးဘာမှလည်းမကန်ရပဲနဲ့သူများကြွတာအစင်နဲ့စားတာဘယ်တော့သိရှိတာလေဖြတ်တဲ့ယောဂဇိမ်ရှိတယ်နော်ကဲမင်းကငါမေးမယ်ဇိမ်မရှိတဲ့ယောဂဘာလဲသိလားမသိဘူးဘာလဲမသိမချင်းမှတ်ထားမြင်လားလိတ်ကောင်းဟမ်လိတ်ကောင်းကိုနိုင်လည်းကြည့်လို့မရဘူးသူများလည်းပြလို့မဖြစ်ဘူးဘာလို့ထိုးတယ်လဲအေးကွာဟုတ်တယ်ဟာဆောတော့ဒီကွာမင်းလည်းလိတ်ကောင်းနဲ့ဝဲနဲ့ကြက်တယ်မရှိဘူးဒီမှာဟိကောင်ငါဦးနဲ့အိမ်မဲလို့အိမ်မဲကလန့်နိုးလို့မင်းကပြောဖို့သူထားတာဟာအမဲမင်းကအိမ်မဲတယ်အိမ်မဲတယ်ဘယ်လိုမင်းနဲ့ငါနဲ့တိုက်ဆိုင်မြန်ဟာမင်းနဲ့ငါနဲ့တိုက်ဆိုင်မြန်ပြီငါလည်းအိမ်မဲတယ်မင်းလည်းမဲတယ်ငါအရင်ပြောပြမယ်အေးပြောဒီလိုကွာဒီမှာသိလားတို့တငယ်ချင်းနှစ်ယောက်ကွာသိလားဟိုးကောင်းနေမော်လို့ပြုတ်ကြတော့အေးတို့ငါချင်းမြောက်ပြုတ်လဲကြလဲကြောက်လေငါလေစင်းပြန်မှုကြမ်းကြီးလေဒီပြားရိတ်ကန်တွေကိုငါကြသွားတယ်ကွာသိလားအေးငါအေးမင်းတော့ကွာအမတမ်းမှနာစောပုတ်စပ်ဟောင်းနေတယ်လေဒီမင်္ဂကျင်းတွေကိုမင်းကကြသွားတယ်ကွာပြမင်းမနဲ့ငါမနဲ့တတ်တာနဲ့ပဲပြောကြမ်းလေးတွေကိုစက်ပြောလို့ကွာဟုတ်အပြီးသွားပြီအိမ်မကမပြီးသေးဘူးဗျာမင်းအိမ်မနဲ့ငါ့အိမ်မကတတ်လေးကြတာမပြီးသေးဘူးကြံသေးတယ်ဘာကြံလို့ငါပြားရိတ်ကန်နဲ့ကြတယ်မင်းကမင်္ဂလာကန်နဲ့ကြတယ်ပြီးပြီမပြီးသေးဘူးကြံသေးတယ်မင်းကလည်းအဲ့ပြားရိတ်ကန်နဲ့ထလာငါလည်းမင်္ဂလာကန်နဲ့ထလာတကယ်ကြီးအားပါပြေးပဲပြီးတယောက်ကိုတယောက်ရှာနေပြလိုက်တာလေငါပြားရိတ်ရှာနေရလို့မင်းငါကမင်္ဂလာပတ်လေးရှာနေရလို့မလီကွာတော့မလီမင်းမိုးမလေးမင်းကြက်တည်မရှိဒုက္ခဒီမှာငါဆက်ဖက်လိုက်ဦးနော်ဒီနေ့ဘလူအလှဲလဲဆိုတော့ဟုတ်တယ်အဲ့ဒါအရေးကြီးတယ်ဖျောက်တေးတေးချာချာပြန်ပေးမဲ့လူတွေရွေးအောင်နော်အေးပါမင်းစီးရလေတလန်လောက်လာရှိတယ်တယောက်မှပြန်ပေးတယ်လူငါမလို့သေးဘူးရမှာမင်းလည်းနေသမောထုံးမောင်ဒီနေ့ပေးရမယ်ထင်ဘူးကွာထုံးမောင်ဒီနေ့ပေးရမယ်ထင်ဘူးအောင်တင်လည်းဒီနေ့ပေးရမယ်ထင်ဘူးတေးချာလဲလို့ပါကွာ
ငါတို့မဟောဒီစာရွက်လေးပြပြီးတောင်းဆနေရတာပါဝင်မွေးမှလည်းရှိတာမဟုတ်ဘူးဒီနေ့ကလည်းရေလုံးပြုတ်နောက်တစ်နေ့လာလည်းရေပြုတ်လုံးနောက်တစ်နေ့ကျတော့ပြုတ်လို့ရေပြရဲ့ပြုတ်တိုင်းကားရနာမည်လို့ပြတော့မှာပဲကွာမင်းရလေကွာနေစမ်းမမင်းရလေပဲဟောတွေ့ပြီဆန်တော့တွေ့ပြီစံထွားဒီနေ့ပေးရမယ်တဲ့တော့တောင်းသေရသေးကြရလားကွာမင်းရလေကွာတောင်းရမှာတို့လို့ပေးရမှာသူတို့အလုပ်တော့တောင်းပြုတ်ကြီးလုံးမှာပဲကွာမင်းရလေမနဲ့မုံမင်းလေးမင်းအဲ့နမမရှိနမမရှိစကားကြီးအာကြီးပြောတာပဲဟဲ့ကိုတော့မင်းသွားလို့ရှိရင်မင်းထုမဲ့ဟိုမင်းပစ္စည်းလည်းယူသွားအောင်နော်ကြေးရွာတွင်းရှိအိုးပိုက်ဆံချီးတာတော့ရွာသူရွာသားများခင်ဗျာအခုချိန်ရစပြီးတော့ကျွန်တော်ကိုတော်ကိုယ်တိုင်ကျွေးများကိုလိုက်လံတိတ်နေပါပြီဒါကြောင့်မလို့မိမိတို့ပေးဆိုင်ရမယ့်ပိုက်ဆံများကိုအတိအကျကင်ဆောင်၍ခြံဝတွင်ထွန်းဆောင်ပေးပါရန်လို့ဆိုအပါဒီခင်ဗျာGrow up here. Grow up here. What you mean? No, what you mean? Ha! Cô đây, đồ bé bia, là cái mồm. Cái mèo lấy thằng biểu luôn đi đá bia. Cái mèo có được cái chỗ nào mà ra được hả? Ok. Cái mèo này này là nhiều tuổi. Dù nếu mà mình được lâu thì lâu gì này rồi đi. Ok. Lâu gì là phi phi bia. Ok. Yo, mà mà. Cái lên mi đấy. Ta lên cái này là mình đủ.ကျေးဇူးပဲဗျာ ဒါကနနီအတွက်ဒါကနညိုအတွက် ဟောဒီမှာမြင်ဘူးလား ဘယ်မှာမြင်ဘူးအောင်မလဲဘယ်မှာမြင်ဘူးလဲဘလူးနဲ့မှမတူကျွန်တော်ထွင်ထားတာလေကျွန်တော်တီထွင်ထားတာနော်ဒါပေမဲ့ခမည်းသားအငယ်ကောင်ဟိုနေ့ကတော့ငါတီးပင်ပြတန်းကစားနဲ့တွေ့ ဟုတ်ကဲ့ နော်အဲခမည်းသားကစားဖို့ရော့ဟဲ့မှာတီးပင်နဲ့ပဲဒါအကောင်းစားနော်ဘုံမလုပ်ပြလို့ရနော်အဲ့ဒါလေးအနောက်ဘက်ကခမည်းသမီးအတွက်နော်ကျွန်တော်တီထွင်ထားတာကျွန်တော်တို့မြို့မှာအခုဆိုရင်ဘယ်သူမှရန်နာပစ္စည်းတွေကိုငွေကုန်ကြီးစားခံပြီးတော့စိတ်ဝယ်မဝတ်ကြတော့နော်နောက်တော့အဖြစ်ဒီ plastic ကိုနောက်ကိုဖြစ်တီထွင်ထားတယ်ဖန်စီလို့ခေါ်တာလေနော်အဲဒီကိုဆွေးကြလုပ်တယ်လက်ကောက်လုပ်တယ်ဒါခဏသမီးဆွေးကြလုပ်ဖို့နော်နော်ဆွေးကြ ကျေးဇူးပဲရှင်ဗျာ သမီးဆွေးနော်ကဲအဲ့ဒါပဲခင်ဗျားတို့လက်ဆောင်ပေးကြအဲ့ဒါပဲရှိဟုတ်ဒါပဲ ဟုတ်ဦးချင်းကျွန်တော်ခင်ဗျားကိုကက်ဆက်ပြုပြင်ခိုင်းတာလေ အော်ဟဲ့ပြီးပြီသူယူပါရော့ ဟုတ်ကဲ့ဟုတ်ကဲ့ နောက်ကဲခဏကနောက်ကုန်းတာရှိဖို့ ဟာခင်ဗျာစပီကာရောစပီကာ စပီကာလေးခင်ဗျားနနီနဲ့နညိုလို့အဲ့မှာကျွန်တော်ခလောက်လုပ်ပေးထားတယ်လေနှစ်ခုလေအဲ့ဒီမှာ ဒီမှာခလုတ်လို့မရှိပါလားဟုတ်ချင်းဗျာ ခလုတ်ကခင်ဗျားသမီးတို့မှာဖန်စီလေးပဲဖန်စီဆွဲကြိုးလုပ်ပေးထားတယ် မော်တာကျူးတွေရော မော်တာကျိုးကခင်ဗျားသားကစားဖို့ဘူးမှလုပ်ဒီမင်းလေးလုပ်ပေးထားတယ်လေ ဟုတ်ချင်းပဲခင်ဗျားပြောတော့ဒီကက်ဆက်ကိုခင်ဗျားကောင်းအောင်ပြုပြင်မယ်ဆို အေးကိုလာကြီးကျွန်တော်ခင်ဗျားကစက်ကိုကျွန်တော်ပြင်တာနော်ပြင်တဲ့နေရာမှာဘယ်နေရာပြည့်တယ်အပြစ်ရှာရင်းနဲ့ဖြုတ်လိုက်အပြစ်ရှာလိုက်ဖြုတ်လိုက်အပြစ်ရှာလိုက်နောက်ဆုံးအပြစ်ကိုသွားပြီးတော့ကျွန်တော်ပြင်တယ်အဲ့ဒါလည်းပြင်ပြီးရောဖြုတ်လွန်ပြီးတော့ကျွန်တော်ပြန်မတက်တတ်တော့ဟုတ်ဖြုတ် အဲ့ဒီတိုင်းယူဘယ်လိုလုပ်ရမလဲဗျာခင်ဗျားဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲဆိုတော့ကအနေကိုခင်ဗျားကိုကျွန်တော်ကပေးထားတဲ့ငါးခလောက်လုပ်ဖို့လို့နော်သမီးဆွဲကြိုးလို့သားတည်ပင်တို့ကိုကျွန်တော်ပြောတဲ့အတိုင်းအသုံးပြုရင်မပြုရင်တော့အဲ့ဒါတွေအကုန်လုံးယူသွားပြီးတော့မြို့တက်နော်အဲ့ဒီဆိုင်မှာအကုန်လုံးပြန်တက်ခိုင်းလိုက်တာ ဟုတ်ပါပါတယ်ငါကူကမှားပါတယ်ကျွာတွေကလူတွေအတန်တန်တိုးနေကြတယ်ငါကူကမှားပါတယ်ငါကူကမှားပါတယ် သမက်ကိုပါကြီးကျွန်တော်ဆိုင်ရဲ့ဆိုင်ဘုတ်ကိုကြည့်သမ်းပါနာသုံးနာချက်ပေါင်းစုံပြုပြင်ရေလို့နော်ကျွန်တော်ဆိုင်ဘုတ်ရေးထားတယ်ခင်ဗျားကစက်ကိုပြင်းနေတော့ကျွန်တော်ပတ်စံတပြားမှမယူဘူးနော်စေရနာရဲ့ဝါဒနာရဲ့နဲ့ပြုပြင်ပေးတာနော်နောက်တနာကိုရှင်းပြအောင် မရှိပါနဲ့တော့ချစ်ဖေရမရှိပါနဲ့တော့သဘောပေါက်ပါလေပေါက်လဲပေါက်နာလဲနာတော့နာပါလေဗျာတော့နာပါလေ
ကိုလေးဟာနဲ့တော့မကြည့်ကိုမလေးဖြစ်မှဖြစ်လေကွာသူမိမ့်မဘူး အတန်တိန်ခလုတ် ဆောင်မပေးလိုက်အော်မလေးအရှင်းပြလိုက်မလားမင်းမျက်နှာကြည့်ရသိရမှာကွာမင်းအဆင်ပြေလာတယ်မလားမင်းတော်တော်လူကက်ကကောင်းတဲ့ကောင်မင်းကြည့်အောင်မယ်ကဲပါအခုမင်းအဆင်ပြေလာတယ်မလားဒီမဲ့အိုးအောင်မင်းငါ့ကိုစာတော်အိမ်နဲ့ဒုက္ခတွေများမဟာမင်းကြီးရုံးနေများမလို့လိုက်တာကွာဘာဖြစ်လို့အခုကျွေးပြရတယ်ပြင်သူ့ရဲ့ဒုက္ခတွေတန်းစီပြီးငါ့ကိုပြောလိုက်တယ်ပြီးတော့သူကငါ့တဲ့ပတ်စံ30ချီးတယ်ဟမ်ငါလည်းငါကြတယ်ပါတော့အနာတာလည်းငါကြကိုချီးလိုက်တယ်သူကငါ့ကိုထပ်ပြောလိုက်သေးတယ်ဘာပြောလဲကိုတော်နဲ့ကျွန်တော်ခမရကြီးကပတ်စံ30ချီးတာနော်တဲ့အခုငါကြပဲရသေးတယ်တဲ့ခမရကြကိုပတ်စံငါကြပေးဖို့မမေးနဲ့အိုးငါ့ကိုထပ်ပြောလိုက်သေးတယ်ဒါဆိုရင်မင်းကအဆင်မပြေခဲ့ဘူးပေါ့တုံးစံတိုင်းပေါ့ကွာဒါမှလည်းဗိုက်စာပြီကွာသွားလုပ်ချင်ဘာလို့ရမှာလဲထုံးစံအတိုင်းပဲပေါ့ကွာရေပြုတ်လုံးပဲလားဟောမင်းထုံးစံအတိုင်းပါဆိုမှပဲခြံနဲ့တော့ပြီးကစုံရဖူးဒီမှာအိုးအောင်ငါဆက်ပြီးတိုက်ကြီးမခံနိုင်တော့ဘူးကွာမင်းနဲ့ငါလည်းဒီနေ့အပြက်ရှင်းမှဖြစ်မှာဒါဘာဖြစ်ပြန်လဲဒီမှာမင်းကိုမင်းမကနိုင်နေပါကွာငါ့တော့ခဲဖို့ကောင်းပါလားငါမင်းဒီမှာနေရှိလာမြတ်ကတ်စားလာခဲ့တာတနေ့လာလေရေလုံးပြုတ်နောက်တစ်နေ့ကျတော့ပြုတ်လုံးရင်းနဲ့ငါဆက်ပြီးမစားနိုင်တော့ဘူးကွာမစားနိုင်တော့မစားနိုင်နဲ့ပေါ့အေးကောင်းတာကွာဟမ်ဟိတ်တော့အခုချိန်မှာမင်းရဲ့မိဘတွေတက်ရှိထင်ရှားကြည့်ရင်ကျိုးပြီအမေဘာဖြစ်လို့ဘာဖြစ်ရမှာလဲသူတို့စူးစောင်းရတဲ့ဥစ္စာပစ္စည်းတွေမင်းရဲ့ထက်ကြမှာတလန်လောက်ကြည့်တဲ့အကျိုးချင်းတစ်ခုပဲပြောတယ်ဒီမှာဦးအောင်မသိတဲ့ဘောမကောင်းပါနဲ့တော့ကွာသဘောမကောင်းပါနဲ့ဒီမှာကိုတော့မင်းကငါပြောပြနော်သိချာနားထောင်မယ်ဒီမှာလောကမှာလေမလှူလို့မရှိလို့မလှူနော်ဒီတရွာလုံးမှာနေကြတယ်ဖြူမှုသားချင်းလုံးနေကြတာသူတို့ငါပတ်စံချီးတယ်ဆိုတာလေဒီမှာအတူမမောလို့မဟုတ်ဘူးငါအတူလည်းတပြားမှငါမရဘူးယူလည်းမယူအေးသူတို့ပတ်စံချီးတယ်ဆိုတော့နာမည်ပဲရှိနော်ဟမ်ငါလည်းတက်နေလို့နော်တစ်ဖက်တစ်လမ်းကနေပြီးတော့ကုသိုလ်လုပ်နေတာပဲနည်းနည်းပါးပါမင်းပါရမီလေးပါလိဖြည့်အောင်လေမဖြည့်နိုင်ဘူးမင်းပါရမီကရေလုံးလို့ပါရမီဒီမှာကိုတော့မင်းငါ့ကိုရမယ်ဆွတ်ပြီးတော့မင်းအပြစ်တင်မနေနဲ့အခုဖြစ်တဲ့ပြဿနာမင်းညံ့လို့ဖြစ်နေတာငါလည်းပါလိုက်လို့လေဟာဆိုင်နာဘောကွာမင်းရတယ်ရစရာရှိတဲ့ပတ်စံကိုရအောင်မတော့နိုင်ဘူးလေအဲ့ဒါမင်းညံ့လို့ဒီမှာနောက်နေ့တည်းကစပြီးတော့မင်းကြည့်ငါကိုယ်တိုင်တောင်းပြဖေဟာဒီလိုပြိုလေးတောင်လက်မမအောင်မလားဒါထားနေဖို့မကြောက်ရရသေးရဲ့ခုမှထားနေဖို့ပေါ်သွားတာခင်ဗျာလေဘာလို့မဟုတ်ပါလဲခင်ဗျာလေဟုတ်ပါဘူးဗျာခင်ဗျာထားနေဖို့တော့မကြောက်အဲ့ကြောင့်ပြောတာဟောဆရာမပြနီးမကြဆိုနော်ဒီနေ့ငါကျွေးတောင်းမှုတောင်းကြီးလုတ်အောင်လုံကြီးမှတ်ကြတယ်သူဆိုတော့မှာပဲဒီပါဦးဘုရုစီရင်သွားတောင်းမှာတုတ်ကြီးဟမ်တုတ်ကြီးငါမလိုက်တော့ဘူးကွာမင်းမသွားတောင်းတော့မင်းဘူးတော့ဟမ်မင်းရောမင်းအဲ့ချူးမှုကြီးမလုပ်နဲ့မင်းအဲ့ချူးမှုကြီးနဲ့ကျွေးသွားတောင်းလို့မင်းဘယ်တော့ရမှာမင်းသူ့အောင်တုတ်ကြီးပါဖြစ်တယ်ကောလူမိုက်ကွာသူကသူမိုက်တာဘာဖြစ်လဲကိုရရရှိတာသွားတောင်းတာပဲနင်အဲ့ချိုးမလုံးနဲ့တတိမကြောင်စမ်းမလဲလားဘာလဲမင်းရှောက်
တောက်ကြီးကိုတောက်ကြီးတယောက်ထဲလား哎呀，明天么包了？ပါလေဟိုပါတယ်လေဟောမင်းမျက်စိကိုတုတ်ကြီးတောင်းနေတယ်ဟိုပေးလိုက်သူအရင်နဲ့မီးမလို့လားမသိဘူးချုပ်ပလိုက်လေ ဟောပေးလိုက်မယ်နော်လက်ပြန်ကိုတို့ကြီးနဲ့မတွေ့ရတော့မှတော့ကြားနေနည်းနည်းပိန်သွားတယ်လို့ပဲ对呀，明天就包了不啦？表的也是要表，啊不是小表的呢。ဒီလိုလေကိုတို့ကြီးอ่ะဟိုလွန်ခဲ့တဲ့9လလောက်ကလေကိုတို့ကြီးကျွန်တော်အိမ်ကိုလာတယ်လေ 啊妈别， ကျွန်တော်ရှီကနေပြီးတော့ငွေ800ချီသွားတယ်အဲ့ဒါဘယ်တော့မှပေးနိုင်မလဲလို့လာမေးတာ 我是 ဟုတ်တယ် 没有白了变白奶么来是吧？俺蓝莓的， ဟုတ်တယ် 嘿呀，俺白的这样没无过，没有白了变白奶么是吧？俺不能自己买来过。 အမအဲ့ဒါမပေါ့လေဟိုအဲ့ဒါမပေါ့လေဟိုအခုပေးခြင်းနဲ့စိတ်ရှိလို့ရှိရင်လည်းပေးလို့ရတယ်လို့အဲ့ဒါပြောတာပါဟိုလမ်းကြုံနေလေကိုတို့ကြီးရဲ့ 啊，是呀，是呀，没有。路线俺来呀了，背了没？路线有啊， မယူ有啊吧？ မအဲ့ဒါမပေါ့လေကိုတို့ကြီးအဲ့ဒါမပေါ့အဲ့ဒါမပေါ့ဒီမှာကိုတို့ကြီးရှိဦးလေကျွန်တော်တို့လာတယ်လို့လည်းသဘောမထားနဲ့ကျွန်တော်တို့ပြန်တော့မယ်နော်ပြန်တော့မယ်နော် 呀，呀，那别了，呀，没得不了吧？ကိုကြီး 那个，ကိုကြီးအဲ့ဒါမပေါ့လေကိုကြီး 哎呀，爸呀，အဲ့ဒါမပေါ့ကိုကြီး 没别，呀，别了。ကိုကြီးဟိုရှေ့ရတဲ့ဒီနေရာဆိုတော့ဘောင်း1000လို့သတ်မှတ်လိုက်မယ်နော် ဟာပြောရပါလားပူဆိုးမှာပါလို့ငါတို့ကပတ်စံမရတာပဲရှိတယ်အခုလို့ကိုယ်ပြေးဝယ်ပြေးတကားမှမပြေးရဘူး ဟုတ်ပါကွာဒီကောင်းလေးမင်းနာမည်ရတာတုတ်ကြီးနော်မင်းပြစ်လိုက်တာမင်းပလင်းကြီးထိလိုက်ရင်ဟတ်တယ်ကဲပြန်ကြရအောင်ကွာတာလွယ်လည်းမကောင်းဘူးအခုကျိုးသွားပြီ အိမ်မြန်ကောင်းမှာကွာ နေစမ်းမှာမင်းကလည်းပဲထွက်လာမှတော့ရအောင်တောင်းမှာပေါ့ကွာမင်းကလည်းဒီနေ့ငါလည်းနည်းနည်းတွက်တာနည်းနည်းလွဲသွားလို့ပါဒီကကျင်းသေးရမယ်ကွာလူစီကတော့တင်းငွေလေ တင်ငွေ မင်းသိတယ်မလားတင်းငွေလေအဲ့ရမှာပက်လက်ကလေးနေတဲ့တင်းငွေလေအော်တင်းငွေအေးမင်းဒီမှာတုံကြီးနဲ့ဘာဆိုင်တုံကြီးကဘလာကောင်းကောင်းဟမ်လူမိုက်တင်းငွေဆိုတာမီးရပိန်မီးရ6နော်ဒူလာပိန်ဒူလာ6ဒူလာပိန်ဒူလာ6ဖြူပါဖြူရောနဲ့ပိုးကဖြူလေးတိုင်းမယ်အဲ့ရမှာပက်လက်ကလေးမင်းကျင်းတွေကိုရကျင်းတွေကွာကျင်းတွေ မပြေးအောင် မပြေးရဘူးလာကိုတင်းငွေပြောကိုတင်းငွေ အမလေးကိုဒီကွေရဲ့ဒီလိုလာခေါ်နေပြီထားကြည့်ပါဦး ဟိုချင်းနေမကောင်းဘူးလေ ဟာဘာလို့မကောင်းမှာလဲမင်းကရှင်းကိုလာခေါ်နေပြီထားကြည့်လဲပါအောင်အိမ်တော့ဆိုအဲ့ရမှာဘုံမူလဲနေထားကိုမကြည့်နိုင်ဘူးထားကြည့်ခိုင်းနေဆိုတော့ဘောအချင်းနေကောင်းလို့နေမှာပေါ့လာဟောကိုတင်းငွေရလဲဗျာနေ့ကင်းကြောင်တော့ဒီလောက်ပူရတယ်ကြားတယ်ခင်ဗျာတောင်ကောင်းမှုချုံအိတ်နေရကလားဗျာဟောခက်ပါမတင်စိကိုတင်ငွေသူ့ဟာသူအေးစစ်စစ်အိတ်နေအိတ်ပါလို့ဗျာနော်ထလဲအကြီးခိုင်းမနေပါနဲ့ကိုတင်ငွေအေးစစ်စစ်အိတ်ဒီလိုဗျဟိုကျွန်တော်တို့လာတဲ့ကိစ္စလीမတ်တင်စိနဲ့လည်းပြီးပါတယ်အဲ့နဲ့လိုင်းအကြောင်းကတော့ဗျာဟိုတလောကမှဒီကိုတင်ငွေလေးကျွန်တော်စီကအကျွေး အမလေးကိုဒီကွေရဲ့ရှင်မတက်ကမှလူလုံးထိုင်ရခတ်သွားတယ်အခုဒီမှာညို့ကျွေးလာတော့နေပြီတော့ မနေ့ကမှလူလောကကြီးထွက်သွားပြီဆိုတော့ကိုတင်ငွေသေးပြီပေါ့ အမလေးကိုဒီကွေရဲ့အတူပါရောလာပြီးတော့မတော်သိပြီ
ဆုံးပြီ ဆုံးပြီဆုံးပြီ ကျွန်တော်လည်းဆုံးပြီဆုံးပြီ အမလေးအာကိုကြည့်မလို့အာခင်ဗျာအဲ့လိုကောင်းစီသင်မမသိရင်လေခင်ဗျာကိုကျွန်တော်ပတ်စံမကြည့်ပါဘူးညာမကြည့်ပါဘူးဆုံးပြီ ဦးချစ်မေဦးချစ်မေ ဟာကိုပါလေလား ဟိုကျွန်တော် TV လေး ဒီမှာလေ အဲ့ဒါဦးချစ်မေကအတင်းပြေးပေးမယ်ဆိုပြီးယူသွားတာလေအချီနေသိကျင်လို့ဗျာ ဟုတ်ကဲ့ဒီပြီလား ဟုတ်ကဲ့ ကောင်းသွားပြီ ဗျာ ကောင်းသွားပြီဗျ ဟာဝေးသားရတာဗျာရွာတဲ့လူတွေကျွန်တော်အဲ့ဒါမခံနေတာဗောဗျာဒါတော့တော်တဲ့ပညာရှင်ကြီးကိုများဆွတ်ဆွဲဗျာမလုတ်တတ်ပါဘူးမပြင်းတတ်ပါဘူးလေးနဲ့ပေါက်တက်ကြရတယ်ပြောနေ ဩပညာရှင်ဆိုတော့ဒီလိုပဲပေါ့ဗျာသမိုင်းကျောင်းမှာပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်ကြပါဘူးကဲဒီခါဒီခါဖွင့်ပြတယ် ဦးကြည့်ပြီဟိုအယုတ်ပြန်ဆောင်လို့ရနေပါလား အာအယုတ်တော်ဖြစ်တယ်ဘာဖြစ်လဲပုံဖို့ရေးကြည့်တာပဲအယုတ်တော်တို့ဖြစ်တော့လူကကင်းမီကောက်ထောင်ပြီးကြည့်လိုက်ပေါ့ဗျာဒါမှမဟုတ်လေသူတက်တဲ့ TV ကိုတော့တို့ပြန်ထားလိုက်ဒါအယုတ်ပေါ်ကိုရေးတယ်ခင်ဗျာလေ ဟာဦးကြည့်ပြီဟိုပြင်းနေတဲ့နေလားကျွန်တော်ဟိုအယုတ်တွေတက်အောင်ပြင်ပေးသားပါဗျာဒီမှာကျွန်တော်ပြင်ကဘယ်တော့ပြင်ပေးမညာလို့ပြောမှာဗျာ ပြင်က ဟုတ်ကဲ့ တော့ဖြစ်ပေးမယ် ဟုတ်ကဲ့ ဟာအဲ့ဒါကပြင်ကကျွန်တော်ပစိုးတစ်ထည့်ဝယ်ပေး ဆိုတယ် ဟုတ်တယ် ဘာဖြစ်လို့ ဆရာကောလေးခင်ဗျာကျွန်တော်ရှင်းမပြောမယ် ဟုတ်ကဲ့ ခင်ဗျာ TV ကိုကျွန်တော်တင်ပေးမယ်ဆိုပြီးလို့လားဟုတ်ပါတော့ကျွန်တော်ကြည့်လိုက်တော့ကအဲမှာဝါယူတော်ရှုပ်တာတော်တော်များတယ်သူချင်းမျက်စိလေးကျွန်တော်လောက်တာတော့ ဟုတ်ကဲ့ အဲကျွန်တော်ဖုန်းလေးဒါပြန်ပေးပြီးတော့ကျွန်တော်လုံကြီးအဟောင်းတစ်ထည်နဲ့ထုတ်ထားတယ်အဲ့ဒါတင်ကကြောင်ဘယ်ချင်းတင်းနေပန်းတော့မှမသိဘူးအကျော်ကြောင်သေးစုံနံပါတ်ဆိုပြီးလိုက်ရှာတော့ခဏတည်းရွှဲနေတာလေဟာဘယ်သူလဲရွှဲနေတာအဲ့နဲ့နေထုတ်လမ်းမယ်ဆိုပြီးတော့အပြင်ထုတ်နေထုတ်လမ်းတာ ဟုတ်ကဲ့ ဖြစ်ချင်တော့အဲ့ဒီတော့မှမိုးတွေအုပ်တက်လာပြီးတော့ခမရ TV ရဲ့ area တက်တဲ့ကိုမိုးကျပစ်ချလိုက်ဒီဗျာကျွန်တော်သွားပြီးအောင်မိတာဗျာသွားဦးဗျာပြန်ပြီးဖွင့်ကြည့်တော့အဲ့ရုပ်တွေအဲ့လိုတော့ထိုးပေါ်ပြီးပြန်ကောင်းနေတယ်ဗျာ ဟိုဒီလိုဆို GTV ကိုခမရပြင်တာမဟုတ်ဘူးဗော ကျွန်တော်မြင်တာမဟုတ်ဘူးတရားမမြင်ပေးတာလေ ဗျာ ကိုယ်ကခင်ဗျကန်ကောင်းတာဗျာ ဟာခမရ TV ရုပ်တော်တို့ပြင်တာဘာလို့ကန်ကောင်းအောင်မလဲဗျာ ဟာကန်ကောင်းတာခင်ဗျ TV ကိုကြောင်သေးပန်းလို့ရွှဲသွားတာရဲ့နေထုတ်လဲနဲ့မိုးဆိုတာဟဲ့ TV ရပွားပြီးတော့12လက်မနေ4လက်မတော့ဖြစ်သွားပြီဗျာကြီးတဲ့ကြီးကြီးအိမ်ပြရင်လေအင်ဒိုနီးရှားမှာရေပြည့်ထဲပြီးစိန်ထားဟုတ်လားတော်ကွာအာဟာရပစ္စည်းရောဘယ်ရတော့မပေါ်ထားသေးနော်အကြောင်းကြောင့်အကျိုးတရားဖြစ်ပဋ္ဌာန်းဒေသနာတော်ထဲမှာအတားအတာလူရဲ့အာဟာရအဓိကနော်အထောက်ပံ့စဘာအထောက်ပံ့မင်းဟာအထောက်ပံ့မှမဟုတ်တာအညို့တက်တယ်ဖတ်ဒီအယိုးပြိုင်နေကစုံးလက်တရားကနှိမ့်တိုင်းစားရင်ငါယူကကမ္ဘာတိုင်းကိုပေါက်တော့အယိုးပြိုင်မှန်ကစုံးရိုးဒါလို့ကမ္ဘာတိုင်းကိုမပေါက်ဘူးမစားမှကမ္ဘာတိုင်းကိုပေါက်မှာငကိုးတဲ့သူကအရက်ကပြင်မမီတောင်းမမီရတဲ့ကြားထဲမှာဒါကိုမစားကမ္ဘာတိုင်းကပေါက်မှဆိုရင်လေဒါမှကိုတော်ကနေပြီးတော့လေအိမ်နာလေးဖြစ်မှာကျင်းနေတယ်စမဖြစ်ဘူးဒီတိုင်းနေလို့တော့မဖြစ်ဘူးဒီတိုင်းမနေလို့မရပါယောက်ျားယူနေမှာမင်းယူရမှာဟာမင်းယူရမှာငါယူရမှာပေးလိုက်မယ်လက်ပြန်ငါကောယူရမှာမင်းယူရမှာဆိုတာကမင်းမိမယူရမှာကိုပြောတာကွာငါမိမယူရမှာဟုတ်တယ်ဟာဟိုအောင်တော့လေမမိမမလို့ကျင်လို့လိုချင်လေရတာကြားလှဟိုက်ယူရမှာငါကြိုက်မယ်တရားမှမရှိနော်စိတ်လည်းမဝင်စားဘူးညမလူပြိုကြီးပေါ်နဲ့ပြောနေတယ်စားတယ်တော့ဘယ်တော့လွတ်လဲဘယ်တော့ပြောစရာကောင်းလဲဟဲ့ကိုယ့်အကိုမစုံရင်မစုံပြောစမ်းပါကွာဘာလဲ
လွတ်လွတ်လပ်လပ်နေခြင်းလေးပါလေတဲ့အကြောင်းတွေပါမဖြစ်ဘူးဒီတိုင်းနေလို့တော့မဖြစ်ဘူးတခုခုတမျိုးမျိုးတော့ပြောင်းလဲမှဖြစ်မယ်မိမမယူရင်လဲအခြားအပြင်ဝင်ငွေလေးရအောင်တော့တခုခုတော့ကြံစီမှဖြစ်မယ်ကိုလာတော့မဟုတ်ဘူးလားလာပါဦးဟဲ့ကောင်လေဘယ်လိုမလုပ်နေကြတာလဲကွာဟာတို့မဟုတ်ပါဘူးဗျာဇာတိဦးတို့ပူလို့လောင်လို့အေးအဲ့ဒါကြောင့်အေးတဲ့နေရာလိုက်ရှာပြီးနေတာဒီနေရာလေးကအေးနေတာဟိုအေးကောဟုတ်သားပဲဒါနဲ့ဟိုဦးအောင်ရောအိမ်ပါလေကွာအဲ့တော့ကိုအိုးအောင်ဆိုတော့ကျွန်တော်မသိလို့တခုမေးရအောင်ဒီအိုးအောင်ဆိုတဲ့နာမည်ကဟိုငငယ်လေးကပေးထားတဲ့နာမည်လားအမဟုတ်ဘူးကွာဟမ်သူ့နာမည်ရင်ကကိုအောင်တဲ့သူ့ညီနာမည်ကမင်းအောင်မြို့မှာကြောင်းတက်တဲ့ကောင်လေကွာဟောသိတာဗောမင်းအောင်သိတာဗောအဲ့ဒီကောင်ငယ်တော့ကသူ့ဘုတ်ကိုကိုအောင်ခေါ်တာမပြီးတော့အိုးအောင်နဲ့ခေါ်ရင်ရတယ်ခုလိုအိုးအောင်တွန်းသွားတာပါပဲကွာသူ့ညီမင်းအောင်စကားမပြီးတဲ့အိုးအောင်ဖြစ်သွားတာဗောအေးဗောမင်းဒီကောင်အိုးအောင်ဆိုပြီးတော့သူကအထင်မသေးနဲ့နော်ဟမ်ဘာဖြစ်ဒီကောင်ရမ်းစွမ်းတာဘာစွမ်းတယ်လဲဟိုအထက်လမ်းလားအောက်လမ်းလားဟိုလမ်းတူလမ်းကြအဲ့ဒါပြောတာမဟုတ်ဘူးဘာလဲအဲ့ဒါဒီကောင်ဆွန်းလေကြောက်အောင်ပြောတာဘာလဲမျက်စိအေးဖူးယူကြည့်ရွယ်ဒီကောင်လူတွေပေါ့တော့ကောင်မလေးတွေအဲ့ဒီကိုဝမ်းကြိုက်တာအရန်ဆွန်းတာကြိုင်လုံးကရောဟဲ့လို့ခါကိုချရွာဗျာခါချင်းတက်လာလို့လားအေးဘာကြိုက်ပါလို့ကောင်မလေးတွေဝမ်းကြိုက်လို့ဩများလို့ခါကြတာဒါဆိုလှုပ်ဆောင်ပြောတော့အောင်ကျွန်တော်စိတ်ဝင်စားတယ်လို့လောက်ပါဘူးကဲမင်းတို့သိချင်ငါပြောပြမယ်ဟိုဘက်ရွာကစီဆက်ပိုင်ရှင်ဥပဝင်းတူတူသမီးမလှန်ဝင်းဆိုတော့ကြားဘူးလားသိတာပေါ့ဗျာကြောလုံးကြီးပေါက်လာလေဒီကိုလုံးလေးနဲ့လေဗျာအေးမလှန်ဝင်းတဲ့တုန်းကဆိုရင်ကျမသားမမာလည်းကိုအောင်ရဆုံးတော့ပါအောင်ဒီမှာမလှန်ဝင်းကျွန်တော်ပြောပြီးပြီဗျာကျွန်တော်ဘူးဆိုရင်ဖျုံမသိဘူးဗျာအဲ့လိုဒီခါကရင်ပြောပါနဲ့စဉ်းစားပါအောင်တော့ဆင်းတော့မထင်ဘူးဗျာထုံးလိုက်တာဗျာအားကြတယ်ဗျာကျွန်တော်လည်းသူ့လိုစွမ်းနေလိုက်တာဗျာဒါတော့ဇလန်အစပဲရှိသေးတာနောက်ဆက်ကွဲဇလန်ရှိသေးတယ်ဒီလေပိုးပြီးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာဒီမှာစင်တော်မီလားဒီမှာလားပြောမယူဗျာမယူတော့ဘယ်ရမလဲကျမမောင်လေးရပါစစ်စမေးတဲ့တိုင်းထားစင်တော်မီလို့ဘယ်ရမလဲသူတို့ပြောပါယူရမယ်ရမလားလို့နင်းကြည့်တာနောက်ပိုင်းတန်းလာတော့မပြောတော့ဘူးကွာရောက်တော့မင်းတို့သဘောပေါက်သွားလားပေါက်တယ်ဒီမှာဟဲ့ကောင်လေဒီကောင်ဘာလို့ဆွန်ရတာသိလားဒီကောင်မှာလျှို့ဝှက်ချက်တစ်ခုရှိတယ်အဲ့ဒီလျှို့ဝှက်ချက်ကိုမင်းတို့မသိချင်ဘူးလားသိချင်တော့ကျွန်တော်ကမနာတော့အိုးဆိုတဲ့ကောင်ရီးစားကရေးတဲ့နေမှာအရန်ကောင်းတာပဲဒီမှာအားလုံးစီကံရှိကြပါအားလုံးအစဉ်ပြောင်းလုပ်ပေးမယ်အားလုံးလည်းရေးပေးမယ်ကဲတုံကင်ပေးမယ်အကုန်လုံးတယောက်စီ90စီထုတ်တာဟာကြည့်ရပေး90ကျွန်တော်ကလေကိုတော်ရဲ့စာကြောင်း3ကြောင်းပဲရေးပါခင်ဗျာဟိုတစ်ကြောင်း30နှုန်းနဲ့လေ30ထားပါလေနော်30မဲကောင်တစ်လုံးမဲရေးတစ်ကြောင်းမဲရေး90ပဲမင်းမရေးကြထွက်တော့ကိုတော်ရထွက်တော့ကြားတယ်တယ်လီဖုန်းနံပါတ်ကိုမလို့ကိုတော့ကောင်းကောင်းလေးလုပ်ပြီအကောင်းကောင်းလေးလုပ်ပေးမယ်ဟိုကျွန်တော်လေစာကြောင်း3ကြောင်းနဲ့ထိထိမိမိရေးပေးသားပါဗျာရှာမရှိနဲ့ကြင်ပြီးရမို့ဟုတ်ကဲ့ပေးလိုက်မယ်နော်လက်ပြန်ပြောကောင်းမလေးနာမည်နာမည်နေ့တူကနံပါတ်1ဆိုတာငါသိတယ်ကောင်းမလေးနာမည်မွေးနေတာဘာလို့ကောင်းမလေးနာမည်ကတေးတဲ့ကျွန်တော်ကသူ့ချစ်စလုံးလေးနဲ့တေးလို့ခေါ်တေးချစ်စလုံးလေးနဲ့ဟုတ်ကဲ့အဖျားလေးစုပ်ပြီးတော့ခေါ်လိုက်တာတေးကောင်းတယ်ကိုကတော့နော်နေပြေးလို့ဖွင့်မကြည့်နဲ့နော်တခါတန်းပေးလိုက်အောင်မ
ဘောကျွန်တော်နှစ်ခုပဲ အခုဆိုတော့နှစ်ဆောင် နှစ်ဆောင် တရား ဟုတ်ကဲ့တရားတော့မလုပ်ပါနဲ့ကိုကျွန်တော်နှစ်ဆောင်ဆိုတော့ကျွန်တော်80ပဲထားလိုက်ပေါ့နော်80 20ကျန်မယ်ကျွန်တော် လူမင်းကပြောတာမကြောက်လား ဒါ တစ်ချောင်းမကြီးတစ်လုံးမကြီးတစ်ဆောင်50နှစ်ဆောင်100 မဆောင်အောင်မလုပ်ဘူးတော့ကျွန်တော်မသိသေးတာပါ ဟာကျွန်တော်ဘာပြောနေပြီ ပွင့်မကြည့်နဲ့အောင် ဆေးလို့ရပါဘူးဆေးရရှိပါလို့ပြောနေတယ် နှစ်ဆောင်ပြီ တရား လူကူတော့နော်တော်စိတ်မရှိတဲ့ဘူး ကိုအောင်ကြတာ ပွင့်မကြည့်နဲ့ ဘိုးလေးကိုအောင်ရဲ့ဟိုကျွန်တော်အမတုံးရင်းတစ်ခုနှစ်ဆောင်ဟိုနှစ်ယောက်ကိုပေးပါ ငါတော့ကနှစ်ဆောင် ဟုတ်ကဲ့ဟုတ်ကဲ့ အမျိုးသမီးနှစ်ယောက်ကိုပေးမှာဒီမျက်နှာ ဟုတ်ကဲ့ဒီနေ့လား မုတ်ဆိုးမအယောက်ကဆာဆမိန်တာကိုချီးဖို့ချောင်းနဲ့ကြွက်မျက်နှာမိမနှစ်ယောက်ကိုဒီကိုင်းနေ ကိုကြီးအောင်ကျွန်တော်ဘာလို့အဲ့လိုအမွှန်းနေနေရလားကိုလေးလေးတကယ်ပဲစင်ကြီးတောင်မှဇလုံးဝချီးရအဲ့ဟုတ်ပါဘူးဟိုစင်ကြီးတောင်ဂလုံးချီးသေးတာပဲဒီတော့ကတော့ဟဲ့နှစ်ဆောင် စင်ကြီးကိုကလုံးချီးရ ဟုတ်ကဲ့ မြင်ဘူးလား မမြင်ဘူးကြားဘူးလား ကြားဘူးလား ဟုတ်ကဲ့ ကြားဘူးတော့ကတော့ပေးလိုက်မယ်နော်နှစ်ဆောင် မရှိဘူးနဲ့တူတယ်ကွာဟာဟုတ်တယ်ကွာတော်ရဲခိုက်ထားတယ်ကွာတွေ့မယ်ဒီကောင်လေးနဲ့ကောင်မတွေ့တွေ့အောင်ရှာမယ်ဒီတစ်နေ့လုံးဒီကောင်လေးနဲ့ကောင်မတွေ့တွေ့အောင်ရှာမယ်ကွာဘယ်နဲ့ကွာကြီးသားတော့ရေးခန်းလိုက်ပါတယ်ဟဲ့ကောင်မတစ်နေငါ့ကို3ရက်ချင်းပြန်ချစ်နိုင်မချစ်နိုင်ရင်နင်တို့ရုံမိလာရှုံးမယ်ငါကွာပြတ်တယ်ရှင်းမရတော့ကွာအေးကွာဒါပဲကောင်းတယ်မင်းမတော်ပါသေးတယ်ကွာငါမတယောက်နဲ့အဆင်မပြေတယောက်နဲ့အဆင်ပြေအောင်ဆိုနှစ်ယောက်စလုံးတပြိုင်တည်းပေးတာအခုနှစ်ယောက်စလုံးကငါပြဿနာတက်ပြီးမင်းစားထဲမှာဘာရေးထားလဲမင်းတို့စဉ်းစားကြည့်လားဘာရေးထားလဲအေးမောက်ရေးထားတယ်စားထဲမှာတွင်းရိုလည်းဒီတိုင်းရေးထားတယ်တဲ့အဲ့ဒါနှင်းတို့ညီမတိုင်ပင်ပြီးတော့အပြေးပေးလိုက်တဲ့အဲ့တော့တွင်းရိုထဲမှာလည်းဒီတိုင်းပဲရေးထားတယ်ကွာဒီတော့ငါပြဿနာတက်တာဟုတ်အေးပေါ့ ငါလည်းပါထူးတယ်ကွာဖက်ကောင်ပါလေငါ့ကိုကြိုက်ရင်နေမိဘတွေဖွင့်ပြောပြီးလူကြီးစုံရတယ်လာတော့ဆိုပြီးရေးထားလိုက်တယ်ကွာဒီကောင်တွေသေတော့မချင်တော့ဘူး ဟဲ့လေဒီကောင်ကောင်အိမ်မှာမရှိရင်ရွာလေးကတနေရာမှာဒီကောင်ရှိနေတယ်ဟုတ်တယ်ကွာလိုက်ချရမယ်ကွာ လိုက်ကြတယ်ဒီကောင်နှစ်ကောင်တွေ့လို့တော့အရေးကိုစောက်ပလိုက်ပဲဟင်းကြောင် ဒီကောင်စောက်ဝင်လို့ပြောမှာ ဟာစကားမပြီးလို့ဟာဘာသာမလားဘာ 哎呀，牛妈，哎呀，对，把地妈呀，打呀！叫你，看见了，差不，叫了，哎呀，我现在不老当啊老一，我把没得叫我操的了，哎，好的，我唱，差不，差。 မင်းရတော်တော်ပြဿနာရှာတဲ့ကောင်ကြီးကြကရေးတာများကွာနင့်ကငါချစ်တယ်ငါ့ကိုနင့်ချစ်မလားဥအာကြီးတာငါလည်းကောင်းကောင်းရေးပေးမလို့ပါပဲမင်းကောင်တွေတယောက်မှမဆုံးဘူးတယောက်ပြီးတယောက်လာပြီးဆရာလုံအဲငါလည်းအမြင်ကနဲ့ရေးပေးလိုက်တာပြီးရောဟိုမင်းအဲ့ဒါမျိုးကြက်လို့မင်းတနေ့ဝှက်လိုက်လေ ဟုတ်လိုက်လေဗျာအသေးနှလုံးကိုပို့ပြုတ်ပြီးတော့အချစ်အတွက်ယူမှုနေကြတဲ့လူငယ်တွေရဲ့အချစ်ကိုမပိတ်ပင်မတားဆီးကောင်းဘူးလို့ခွာချကြဗျာဆရာကြီးအိုမာခိုင်ရန်ရဲ့စာအုပ်ထဲမှာငါဖတ်ပြီးတယ် ကြောင်တမှုသားမင်းကမင်းစာအုပ်တွေဖတ်ပြီးတော့မင်းဘာလျှောက်ပြောလဲကိုယ့်ကိုအေးဆေးနေသူများပြဿနာနဲ့မင်းဘာဝင်ရှုပ်လဲ နောက်တစ်ခုကြပြီဝင့်မှာအမြဲငရဲမှာအပါတဲ့ အဲ့ဒါပဲစောက်ရဲရ ဟမ်စိုင်းချီဆိုင်တခြင်းเนี่ยဝင့်မှာအမြဲငရဲမှာပါဆိုပြီးကြောင့်လေဟုတ်တယ်အိုအောင်ဟုတ်တယ်ကိုတော်ပြောတာမှန်တယ်ကွာအချစ်ပလင်းကိုစစ်ပရင်လို့သဘောထားကစားလို့မရဘူးချစ်ပလင်းကိုစစ်ပရင်လို့သဘောမှာတာဟုတ်တယ်လှုပ်ရှားကစားရဲ့ကစားမိပြန်ပြီအဲ့ဒီလူမင်းတနေ့ကြရင်ဝစ်လိုက်လိမ့်မယ် ဝှက်လိုက်လိမ့်မယ်ဟုတ်တယ်ဝှက်လိုက်မှာလည်းမကြောက်ဘူး
ဝစ်လိုက်เสียရေးစားလည်းမရှိဘူး သူပန်းထားတဲ့ပန်းနီနီတနေ့နေ့တော့ဖြစ်လာလိမ့်မည် ဒါကမှကွာမင်းအယူနဲ့ဖက်ပြောလို့ရမှာဟမ် အယူပုရုษနော်အုံမတကောတဲ့ပုရုษလူသားတွေဟာအုံမတကယူနေကြတယ်လူဟာလူပဲပြောစမ်းမှာကွာလူလေလူဟာလူပဲငါပြောသည်တစ်လုံးနဲ့နဲ့လူဟာလူပဲပြောစမ်းမှာကွာလူလေလူဟာလူပဲဟာရနာရီလူဟာလူပဲပြောစမ်းမှာကွာလူလေ လှရတယ်ချစ်เสียရည်နော် 40ကျော်ပြီ ဟာ40တော့မကြုံတော့သေးပါဘူးဒီမှာ20အစိတ်လောက်ပဲရှိ ကောင်မလေးကိုပြောနေတာမဟုတ်ဘူးအကိုကြီးကိုပြောနေတာ ဟမ်မင်းကငါပြော ဟုတ်တယ်လေ ပေးလိုက်မယ်နော်လက်ပြန်ဒီကောင်မတစ်ခါမှငါမမြင်ဘူးကွာမင်းနဲ့အတူကားစီးလာတာမဟုတ်လားဟမ်မင်းမသိဘူးလား အကိုကြီးရတယ် तू ကရှေ့ကကျွန်တော်ကနောက်က ဘာပြောတာတော့ तू ကရှေ့ကစီးလာတာကျွန်တော်ကနောက်ပေါက်ကဆင်းလာတာဒီရောက်မှတွေ့ဘူးလားဘယ်သိပါမလဲ လှတော့ကွာတော်တော်လှတော့ကွာဟမ်လိုက်အောင်လိုက်ကြည့်အောင် ဟာသမီးတော်ပြန်လာဖေတော်ကိုပဲရွာထိတ်လာကြုံမလို့ဒီနေ့ပဲကားစောဝင်နေနော် ဘာဖြစ်ပြရလဲကိုယ့်ရင်ကိုယ့်ရပြန်လာတာမတူဘူးကလားတူလေးစားမလို့ပါဘူးတမီးကကလေးမှမဟုတ်တော့ 不去给သမီးလေသူရွာသွားတော့ဒီလောက်စကကလေးနဲ့ဒီလောက်ကြီးအောင်ကြီးလာပါလား ကြီးမှာမို့40ကျော်ပြီ ဒါလည်းမကွာ40ကျော်စကားမပြောစမ်းပါနဲ့ပေးလိုက်မယ်နော်လက်ပြန် အဲ့ဒီခလေးမဟုတ်လို့လာကြည့်ရမှာသမီးကိုရွာအကောင်ကြီးအကြောင်းကိုပဲသိတယ်ဟောသိလားမပြောရင်နှစ်ကောင်လာချောင်းနေတာဟဲ့ဦးလေဘာလဲကွာ ဟုတ်ပါဘူးဟိုလေဒီလိုလေးဥချပြရဲ့ဒါကျွန်တော်ညီလေးမင်းအောင်နဲ့ရန်ကုန်မှာလေတက်ကတူကြောင်းထားပေါ့ဒါနောက်ဆုံးနှစ်လေ ဟုတ်ပါတယ်ခင်ဗျ အကြောင်းပြီးလို့အဲ့ဒါဒီကိုပြန်လာတာ ဟုတ်ပါတယ်ခင်ဗျ ဒီဘက်ကဘယ်သူလဲမသိကျွန်တော်မိတ်ဆက်ပေးပါဦး ဟာကွာဒါငါသမီးကွာငါသမီးသမီးနာမည်ဘယ်လို ဟာဘယ်ရလဲသိဝင်ပြီ ကိုသမီးညာကိုနာမည်မေ့ ဟုတ်နာမည်မေးရမှာသိတယ်ကွာသိတယ်မေ့ကြအောင်ဆောင်းလာနော်ငါသမီးကနုံလို့လွှဲပြောမလားလို့ငါမေးတာသူအပန်ပြောတာတနေ့တော့မင်းတို့ကငါ့ရင်ရှိနေဘာလာချောင်းလာကျွန်တော်ဘာလုပ်တာ ဘူးလာချောင်းတော့မပါဘူး ကျွန်တော်တို့လမ်းကြုံလိုက်လာတာပါ ဟမ် ဟဲ့ဟုတ်တယ်လေ ဒီလိုပါဟိုကျွန်တော်ညီရရန်ကုန်မှာတက်ကတူကြောင်းတော့တက်နောက်ဆုံးနှစ်ကြောင်းပြီးလို့ဒီနေ့ပဲပြန်လာရောက်ချင်းပဲဥချစ်ပြီကြီးလာအပ်တာဘာလို့ဥချစ်ပြီကဒီလီဒီယိုကက်ဆက်ပြင်းတဲ့နေရာမှာတော့စားပဲဦးစားပဲကြီးလေဆရာကြီးဆိုတော့ဥချစ်ပြီရဲ့ပညာကြီးသူသင်ပေးပါလို့ကျွန်တော်ဒီတာရက်ခံတာပါသူလည်းဟိုစိတ်အေးသွားကျွန်တော်လည်းစိတ်ထလာအောင် ဟာကွာ မဟုတ်ကျွန်တော်လည်းစိတ်ချရအောင်လေ ဟုတ်ပါတယ်ခင်ဗျ ရှိပြီရှိမှတပည့်လာခံတာ ဟုတ်ပါတယ် ငါ့ရဲ့ခက်ခဲနဲ့တန်ဖိုးရှိတယ်ပညာတွေကိုသူ့သင်ပေးရမယ်ပေါ့ ဟုတ်ပါတယ် အလကားတော့မရဘူးနော် ဩဥချစ်ပြရတယ်ပညာသင်ပါတယ်ဆိုမှတော့လည်းကားတော့ပဲဟုတ်ပါမလဲသူ့တန်ရန်တန်ကြီးတော့ပေးရမှာပေါ့နော်ကဲပြောဘယ်လောက်ပေးရမလဲ ဟဲ့ဘယ်လောက်ပေးရမလဲငါအမေးလေဘာဖြစ်လို့မင်းငါသမီးသွားကြည့်ပြီးမေးနေလို့ပညာတက်တာငါကွာသမီးမသိဘူး ဟုတ် ဒီပါလေကချင်းဒီပဲကွာမင်းတို့ဘယ်ရွေးဘယ်မြတ်တော့ငါတန်ဖို့မဖြတ်ပါဘူးငါပညာကိုတန်ဖိုးထားတဲ့အနေနဲ့ကြည့်ပေးပေါ့နော် ဟုတ်ကဲ့ဟုတ် မင်းတို့ပြောရင်ဒါပဲမလား ဟုတ်ကဲ့ ကဲတော့ကွာ ဟိုကျွန်တော်ကအလုပ်အခုတခါတည်းတန်းဆင်းရမှာ ဟဲ့ကျန်စစ်မီးပြက်ဟော ဖက်ထရီနဲ့တော့တင်လို့မရဘူးလား ဘယ်ရီအခန်းနဲ့ပြက်နေတယ်ကွာ ကွာတော့မနော်တော့မနော်တော့မယ် သွားပါဘယ်ပြက်နေရမလဲဒုက္ခပဲဟမ်သမီးဒီနေ့တော့
မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လို့ပဲဆိုရမှာပဲသမီးနော်သူရဲ့အချစ်ဆုံးသမီးလေးကလည်းဒီနေ့အိမ်ပြန်ရောက်လာတယ်နော်တဲ့သူเจ้าသားတဲ့နောက်ဆုံးနဲ့တောင်ဝဖြည့်ပြီးပြန်လာတဲ့မြို့ကเจ้าသားကလည်းဖိဖိရှိလာပြီးတပိခံတယ်နှုတ်ဆက်လိုက်တာလေဒီကောင်ခိုင်းကို့တွေ့ရင်နန်းတော့နှုတ်ဆက်ဘူးတဲ့ကောင်ကတွားမယ်နော်တဲ့တရားချင်းကြောတယ်တွေ့လားဟာနှခမ်းဦးလေးတစ်ခုစူးပြီးပြုံးနေတာပဲဟမ်ရင်ကြည့်ဒီကောင်လေးကသူခဲကမဆိုးဖိဖိတော်မှန်းတက်မှန်းကောင်တော့တိသွားမဆိုးကွာကဲညီလေးနော်မင်းကြောင်းလည်းပြီးပညာရေးလည်းစုံမင်းဘာလို့စားမယ်မသိဘူးကျွန်တော်ကတော့အကိုကြီးရှာကြည့်တာပဲထိုင်စားမယ်လို့စိတ်ကူတာဟဲ့ဒီအသက်ရောကြီးမင်းကငါရှာကြည့်အောင်မလားပေးလိုက်မယ်နော်လက်ပြန်ကိုကြီးကလည်းလက်ပြန်လောက်နေတော့မနှက်ပြန်အတွက်ဟင်းစားမဖြစ်ဘူးကိုကြီးကဟာဟဲ့ကောင်ငါစကားအကောင်းပြောနေမင်းငါ့ကိုကောင်းကောင်းပြန်ဖြေလားမင်းဘာလို့စားမယ်လို့စိတ်ကူးတယ်လဲကိုကတော့ဘာမှမရှိသေးဘူးကိုကြီးအဲ့ဒါမင်းပိုင်နော်မင်းလှုပ်ရှင်တဲ့စိတ်ရှိရင်ထလှုပ်ရှင်တဲ့စိတ်မရှိရင်ထမလှုပ်နဲ့အဲ့ဒါမင်းပိုင်နော်ငါတောင်းလို့ကြည့်ဖေဖေနဲ့မမေဆုံးပြီးကြတဲ့ကအဖေဆိုလည်းငါအမေဆိုလည်းငါပဲအဲ့ဒါအခုကျွန်တော်မေးဘူးဖေဖေတို့ဆုံးတော့ကျွန်တော်ကအရန်ငယ်သေးတယ်လေကလေးအေးလေမမတ်မေအဲ့ဒါဟိုဖေဖေတို့မေမေတို့ကဘယ်အရွယ်မှာမင်္ဂလာဆောင်တာလဲဆိုတော့အဲ့ဒါကျွန်တော်ပြောစမ်းပါဘယ်အရွယ်မှာမင်္ဂလာဆောင်တာလဲဆိုတော့မင်္ဂလာဆောင်တော့ဖေဖေက26နှစ်မေမေက24နှစ်အရွယ်ကောင်း26 24ဟာဟုတ်ပြီဒါဆိုရင်မင်္ဂလာဆောင်တာဖေဖေတဲ့မေမေက2နှစ်တောင်စိုးတာဗောအေးပေါ့ဒီဘာကြီးဆောက်ပြောနေရလဲနည်းနည်းဆောက်လို့ရမလားမင်္ဂလာဆောင်တာသူတို့တပြိုင်နဲ့ဆောင်လို့မင်းတို့ငါတို့လူဖြစ်တာโอ้นี่มัดคงไม่มันจิตချင်းအစမျက်စိရဟုတ်မျက်စိရယူလည်းမဖြစ်နိုင်ဘူးပေါ့ချစ်ချင်းအစနှာခေါင်းကလည်းဖြစ်နိုင်တာဘာဖြစ်လို့ဟုတ်တယ်ကျွန်တော်တကယ်ချင်းခရမ်းကတန့်စင်ဆိုလေနှာစီးရောကဖြစ်တာဗျာဆေးကန်းကိုခဏတွားပြီးပြတာဟောနောက်တော့ဆရာမနဲ့ညားသွားပါဦးလားခရမ်းတန့်စင်ဟုတ်တယ်ဗျာအခုတော့ချစ်ချင်းအစနှာခေါင်းကလည်းဖြစ်နိုင်တာပဲဟုတ်တယ်ကွာနောက်လည်းမျိုးရှိသေးတယ်ချစ်ချင်းအစတခေါ်ပါတဲ့ဘာဆိုင်လို့တော့မရလဲဟာဆိုင်လာဘောကွာတို့ရွာတိတ်ကတခေါ်သားကြီးလေသားကြီးကအေးလာကိုကြိုက်တော့ကြီးရသားလိုက်ပြောတဲ့ခါကျတော့သားကြီးရဲ့တခေါ်လေးကအေးလာတစ်စက်ကလေးနဲ့တူတယ်ဆိုပြီးသူတို့နဲ့ချစ်ကြိုက်ပြီးညားကြပါဦးလားချစ်ကြိုက်ညားပါဟဲ့လားဟုတ်တယ်ချစ်ချင်းအစတခေါ်ချစ်ဂလူမကြီးတော့လိုက်လက်စသက်တို့အချစ်ဆိုတာရင်ငတ်တာပဲကိုလာလေအိမ်ရပဲလေဘယ်နေကလေဒီရွာမှာပဲနေတာအလဲကလူလာဝဲဤဟိတ်ဗါလေခဏကျုပ်ကိုပြောင်းလာလေနောက်တာလားဘာလဲပြောင်းလာလားနောက်တာလားပြောတာလေဘာတော့ဘာဖြစ်ချင်တာလဲခဏကျုပ်ကိုနောက်တာလားဘာသဘောနဲ့ပြောနေတာတော့မင်းဗါလေမင်းငါရင်းနှီးမြင်ဘူးနေပါလေမြင်ဘူးတယ် happy ဟုတ်သွားပြီမင်းအောင်မဟုတ်လားဟမ်ဟုတ်တယ်ကျွန်တော်မင်းငါသိနေတယ်သိတော့ကြာပြီအိုအောင်ရဲ့ညီမင်းအောင်သိမှန်တာဗောဗျာရုပ်ကငါမနေ့ပြန်ကြည့်ရတာကွာငယ်တုန်းကလေမင်းရွာထဲမှာတန်းလန်းနဲ့ရှောက်ပြေးနေတာငါသိတာဗောဘာလဲဗျခင်ဗျာလေတန်းလန်းနှာချီတန်းလန်းနဲ့လေဟုတ်တယ်ကျွန်တော်ကနှာစီးနေတာဟုတ်ပါပြီမင်းကိုကြောင်းပြီးခဲ့ပြီလားကျွန်တော်ကနောက်ဆုံးနေ့ဖြေခဲ့ပြီးပြီရိုးတဲ့နဲ့ပြောသမှာကွာအမေကအရေးတဲ့ရွှေချင်းတောင်ကျင်းနေတယ်လေဆောင်းတွင်းရောက်တော့မယ်လေကိုရအမ
မင်းကငါမင်းမလို့ဒါဆိုရင်မင်းပညာတက်လာပြီပေါ့ဒါပေါ့ကိုကြီးကောင်းတယ်ဗျာကောင်းတယ်တို့ရွာမှာကလေပညာတက်ကိုစစ်ပုတ်ပုတ်တေးသေးချာချာလိုက်ရှာမှာငါတယောက်ရှိတာမဟုတ်လားကွာမင်းမရောက်လာပြီဆိုတော့အဖော်ရတာပေါ့ဘာဖြစ်တာမင်းမျက်နှာဘာလို့အိုစားသွားတာလဲဒီရွာမှာပညာတက်တာငါဆိုလို့မင်းကမလေးစားတာလားမဟုတ်ပါဘူးမယုံကြည်တာလားမဟုတ်ပါဘူးမင်းဘာသဘောနဲ့ငါ့ကိုအဲ့လိုအိုစားတဲ့မျက်နှာနဲ့ကြည့်တာလေဟုတ်ကျွန်တော်အိုရဲဆိုတော့မွေးတဲ့တရုပ်ပါပဲဟမ်မွေးတဲ့တရုပ်မင်းငါ့ကိုဗာမေးခြင်းလားဓာတုဗေဒယူပဗေဒမမေးပါဘူးဘောဓဗေဒမမေးပါဘူးအင်္ဂလိပ်စာမမေးပါဘူးသင်္ချာမမေးပါဘူးဘာတွေမင်းငါ့ကိုမေးခြင်းလဲမမေးဘူးဘာသာဘောင်းစုံမှာဇုံလုံးကောင်းတဲ့အကောင်ပါဟိုတစ်ဖက်ကန်းကတ်တယ်ပြောစမ်းပါဗျာဘာလို့ငါတစ်ဖက်ကန်းရမှာလို့ဘာလို့ငါတစ်ဖက်ကန်းမှာဇုံလုံးကောင်းတယ်မျက်မှန်တက်ထားလို့မင်းကအထင်မြင်သေးတာမဟုတ်ပါဘူးဟိုအမြင်ကျအောင်လို့တက်ထားတာမဟုတ်ပါဘူးအဲ့လိုပြောတာမဟုတ်ပါဘူးမင်းဒီမှာပညာစမ်းကျင်လို့လားမစမ်းကျင်ပါဘူးဗျာမင်းကငါမေးမယ်မင်းကြောက်ပြီးလာခဲ့ပြီဆိုတော့ကမင်းကငါမေးစရာရှိတယ်ဟုတ်ကဲ့မေးပါမင်းအင်္ဂလိပ်လိုသင်ခဲ့တယ်မလားသင်ခဲ့တာပေါ့အင်္ဂလိပ်လိုတတ်တယ်ပေါ့တတ်တာကောင်းပြီဒါပြည့်မင်းကလွယ်လေးမေးလိုက်မယ်ဟုတ်ကဲ့မေးဗျာ ABC ဘယ်နှလုံးရှိလဲကွာအမလေးလွယ်လေးဖြေစမ်းလွယ်လေးဖြေလိုက်လေလွယ်လေးဖြေလို့ပြောနေ ABC 26လုံးရှိတာဗောကိုကြီးA B C D လေးလုံးနဲ့ရှိတယ်ဒါဆိုရင်ခင်ဗျားကိုကျွန်တော်တခုပြန်မေးမယ်မေးဗျာအဲ့ဒီလိုပညာရင်းမျိုးစကားပြောရတာမှကျေနပ်တာအားရတာဝင်းတာဟုတ်ပြီမေးလို့ရတယ်ခင်ဗျားကိုကျွန်တော်တခုမေးမယ်နော်ဟုတ်ပြီမေးဗျာမေးမယ်နော်မေးပါဗျာမေးပြီနော်မေးပါဖြေစမ်းဗျာဖြေပါမေးလေဟမ်မင်းငါ့ကိုဘာမေးလို့ငါဘာကိုဖြေရမှာလဲမေးလေဖြေနိုင်ဘူးမို့ဟမ်ဘာမှမမေးရဘူးအဲ့လာကြောင့်မလို့ခမ ्या ကိုကျွန်တော်ပြောနေတာဗောဘာပြောတာခမ ्या ကျုပ်ကိုရှင်လို့မရပါဘူးလို့ဟုတ်တော့ငါအချစ်ကိုရှာဖွေတွေ့ရှိသွားဟာမင်းဘယ်မှာသွားတွေ့လာလဲအဲ့ဒီကလမပျောက်နေတာကြာပြီကွာဘာလေးချက်ပြုံးလဲဝိရွှေတဲ့ကလမအရှိကိုပြောတာမဟုတ်လားတို့ရွာထွက်တော့တာကြာပြီပေးလိုက်မယ်နော်လက်ပြန်ငါတို့ရဲ့အချစ်ကအဲ့ဒါမဟုတ်ဘူးရှာဖွေတွေ့ရှိသွားတယ်ဆိုအချစ်ကဦးချစ်ဖေရဲ့သမီးနှင်းပွင့်ဟိုတလောအမျိုးကိုကြောင်းသွားတက်ပြီးပြန်လာတဲ့ကောင်မလေးလားမကြံကောင်းလို့ပြရကွာတေဝါလဲသားချင်းနေအမုန်းမခံချင်သားပါနဲ့ဟောလွဲပါစီပဲပါစီဘာလဲမကြံကောင်းမကြံဘာလို့လွဲရမှာဘာလို့အမုန်းခံမှာတော်ခင်ဗျားနဲ့စကားပြောလို့ဘယ်တော့မှအပေါင်းလန်းတက်မှာမဟုတ်ကျွန်တော်ဘယ်တော့ပဲပြောခင်ဗျားကျွန်တော်ကိုအကောင်းပြန်ပြောမှလည်းမဟုတ်ဘူးနော်ကိုယ့်လူပဲကိုဆက်လို့ထားကောင်းတယ်ဟာဒါပဲသွားမလို့ကောင်မလေးစီသွားမလို့ကောင်မလေးစီဒီဝစားကြီးနဲ့အမလေးလေဟိုကောင်မလေးကမြို့ကနေပြီးတော့ပြန်လာတာခင်မိတယ်ဒီပုံစံကြီးနဲ့သွားလို့ကတော့အဲ့ဒီကောင်မလေးကမင်းကိုလှဲ့တော့ကြည့်မှာမဟုတ်ဘူးဟုတ်တယ်မင်းပြောရမှန်တယ်ကောင်မလေးကမြို့ကနေကြောင်းတက်ပြန်လာသွားလာလာနေတာထိုင်တာစားတာတောက်တာစားခင်မိမှကြိုက်ပါအဲ့ပြီးတော့သူ့စီကိုလဲချီကျင်တော့လို့မခိုက်သေးဘူးကွာချီကျင်မသွားခြင်းရဲ့ SEC ကွာဟမ် SEC ဟုတ်တယ်မိဘရတ်မန်ဝဲမောင်စမ SEC အခဏငါစီတော့နော်ကျေးဇူးတင်တယ်ကိုရောကျေးဇူးတင်တယ်ငါအဝဆိုင်နဲ့တော့ကိုလိုက်မှာနည်းငါ့ကိုအကက်ခတ်ဘူးမယ်မျက်စိကတော့နှောင်းမှာပဲကိုရောဒါလေမင်းကခင်မြောင်ဝတ်ပါဆိုမှခေသွေးဖြစ်နေတယ်မမိသေးဘူးလားလာမယ်နောက်တစ်မျိုးလာမယ်ဒါလီယောဟုတ်သေးဘူးကွာမင်းကအလွေသွားမဲ့ပုံစံကြီးမမိသေးဘူးလားလာနောက်တစ်မျိုးလာမယ်ဒါလီယောဒူတော်သားရကွာခင်ပြီးသွားပြီပေါ့အေးလူတော်မားတယ်ငါမင်းကိုလေလူလို့တော့မချင်ဘူးပိတ်နာ
ပညာရွှေအိုးလူမခိုးတဲ့နောက်တစ်ခုကပညာလိုအိုစီမရှိလို့ဆိုတယ်ဟုတ်ကဲ့အဲ့တခုပုံမှန်တယ်ဟုတ်ကဲ့ဘာလို့လဲဆိုတော့ငါ့ကိုကြည့်ပညာတွေနဲ့ပြည့်နေတော့ကငါကအိုတယ်လို့တော့မထင်ဟုတ်ကဲ့ခုလေးကအသက်တာကြီးတာရုပ်ကြီးကကြာလို့ဟမ်မင်းနဲ့တက်ကြီးပြီးရုပ်ကြမင်းအသက်တာကြီးတာလို့ခုလေးရဲ့ရုပ်ကလေကောင်မလေးတွေမြင်ကြာတော့တဲ့ရုပ်မျိုးအေးဒါထားလိုက်ပါကွာနော်မင်းကငါပညာသင်ပေးရမယ်ဆိုတော့ငါတက်တဲ့ပညာကြီးကိုတက်လုံးလေးလာထားတဲ့ပညာတွေကိုမင်းကိုသင်ပေးရမှာဟုတ်ကဲ့ဟုတ်တယ်နော်အဲ့အခြေခံကစပြီးတော့မင်းကိုသင်ပေးရမှာဟုတ်ကဲ့မင်းလည်းတက်ကသူကျောင်းသားတယောက်ပဲပါဟုတ်ကဲ့အဲ့ကျောင်းမှာစိတ်ပံပညာနဲ့ပတ်သက်ပြီးတော့သင်ဘူးမှာပေါ့သင်ဘူးပါတယ်ကျွန်တော်ဓာတုဗေဒလို့ယူပဗေဒလို့ကျွန်တော်သင်ခဲ့ပါတယ်အဲ့ဒါတွေမိထားလိုက်အဲ့ဒါတွေကိုမိထားလိုက်ဒီရေရီတို့ကက်ဆက်တို့ပြင်နေဆိုတာကျွန်တော်တို့သိပ္ပံဘာသာရပ်နဲ့ဆိုင်နေလေဟုတ်တယ်မလားမင်းကဆရာလားငါဆရာဆရာပါဒါပေမဲ့ဒီဆရာပါအဲ့ဒါဆိုမင်းကစကားနားထောင်လေဟုတ်ကဲ့နော်ဟုတ်ဒီကမ္ဘာလောကကြီးမှာလူပဲဖြစ်လိမ့်ဆံပဲဖြစ်ဖြစ်ဘယ်ရုပ်ဝတ္ထုပစ္စည်းပဲဖြစ်ဖြစ်နော်အခြေခံအကြောင်းတရား၄ပါးပဲရှိမနေ့ကတပတ်ဆုံးလိုက်ကြွတယ်လေငါတော့ပြည်သီးလေးလုံးဝသေးတယ်ဘာလဲကွာ၄ပါးဓာတ်ကြီး၄ပါးကိုပြောနေတာမြေရေလေမိဆိုတဲ့ဓာတ်ကြီး၄ပါးကိုပြောနေတာအဲ့ဒီဓာတ်ကြီး၄ပါးနဲ့ဒီရေဒီယိုပြင်တာနဲ့တော့မဆိုင်ဘူးနဲ့တူပါတယ်ဟဲ့ကမဲတို့ရိုးရမဟာဗုဒ္ဓဓာတ်ကြီး၄ပါးပြင်အောင်မဲအထင်သေးလို့ပြောနေတာမသေးပါဘူးဟမ်မသေးပါဘူးမင်းဒီမှာဒီရေဒီယိုဟုတ်ကဲ့နော်ဟုတ်ကဲ့မြေဓာတ်နဲ့ပြင်ထားတာမြေဓာတ်နဲ့ပြင်ထားတာမင်းတို့သိပ္ပံပညာဖြစ်တဲ့တတိယတန်တာပလာတွေနဲ့ငါအမျိုးမျိုးပြင်ပြီးပြီနော်ဘယ်လိုမှမရဘူးမြေဓာတ်နဲ့ပြင်မှာအောင်းပါဟုတ်လားဒီမမြင်ရသေးရဲ့အေးမနေ့ကတော့တို့မှတင်ထားတယ်မတော်တစ်တောင်နဲ့တိုက်ပြီးတော့အောက်ကျသွားတယ်မြေကြီးကလည်းကျသွားခေါက်ဆိုကျသွားပြီးတော့အတန်တုံးပြန်ထွက်ပြီးကောင်းသွားတယ်အဲ့ဒါမြေဓာတ်ဟုတ်ကဲ့နားလေလားဟုတ်ကဲ့နော်ဒီဓာတ်ကြီးလေးပဲမှာတေဇောအရေးကြီးတယ်ဟုတ်ကဲ့နော်တေဇောမပိုင်ရင်ဆေးမကင်နဲ့တေဇောမသိရင်ဆေးမကြည့်ဘူးမလားဟုတ်ကဲ့ဟမ်သိပ္ပံပညာစတနေ့တွေဂျိုရတယ်ကွာမသိလားမသိလားမသိပါဘူးအေးမင်းအဲ့ဒါတွေမသိဘူးရောဟိုက်တယ်မှာပါတယ်ဟာနော်သာမင်းကငါသာသိချဖတ်နော်ပြီးတော့ငါပြန်မင်းမှာနော်ဟုတ်ကဲ့အေးသိချဖတ်ဘာဖြစ်လဲဟာလေလာမြို့လာခေါ်တာလားအိုးအောင်ရေကိုကြီးကိုလာခေါ်တာများကွာစီးစီယာရှားလို့ကျွဲစီလာတယ်ကွာလာအေးစီမြို့လေအေးစီရောလေငါအားကြလို့အဲ့ဒါအေးစီလာတယ်ကျွဲနေဘယ်လိုဖြစ်ပြီးတော့အေးစီဖြစ်ရတာသူ့နာမည်အေးစီတဲ့အဲ့တော့တော့တကောင်ကြံသေးတယ်သူ့နာမည်ပါကျဲလို့အမေများပြေးစီရကြလို့ကျွဲများအစီးတဲ့ပါကျဲလို့ကဲလိုက်တော့ဟုတ်ကဲ့မလိုက်ဘူးအခုမလိုက်ဘူးပြန်ကျွန်တော်နောက်ကနေလိုက်ခဲ့မယ်ဒီကွာအစီးမှာဘာဖြစ်နေလဲမင်းကဲလာတော့မကွာတော်ဒီလေစီရတိုင်းစီရတိုင်းကျွန်တော်ဘောစီးမယ်လေမစီးနဲ့စီရတိုင်းသွားမယ်နော်အေးသွားမယ်နော်အေးပါသွားမယ်လို့သွားမယ်နော်ငါများနှုတ်ဆက်နေသလားဒီကောင်းနေကွာငါကျွဲလုံးသားတို့လိုက်ထိုးလိုက်လို့အစီးပေါ်ပြုတ်ကြသွားမယ်ဟင်းဘယ်လိုပြရလဲတိပိနေမလို့ဝင်လိုက်ရတယ်လို့ကွာမင်းဘာမှမဖြစ်ပါဘူးကိုကြီးဒါကျွန်တော်ဘာမှမဖြစ်ဘူးဒီဘူးကိုကြီး
ဘာမှမဖြစ်ဘူးလားပြောတယ်မုံလေးပါဘူးဘာလို့ထောက်ကိုလိုက်ရတာလဲဒီမှာ ဘာမှမဖြစ်ပါဘူးကိုရုံကျွန်တော်ပြောနေကျွန်တော်ဘာပြဿနာမှမရှိဘူး ဘာပြဿနာမှမရှိဘူးဟုတ်ပြီကဲမင်းတို့ကိုပြောမယ်နော်မင်းတို့ကိုကြီးဘာကူညီပေးရမလဲပြောစမ်းကွာပြောကိုကြီးကိုကြီးလား ကူမယ်ကူညီမယ်ကိုကြီးကူကြီးမယ်ဆိုရင်ကျွန်တော်ရဲ့နှစ်ဖူးမှာဘူးပဲဘူးရှိတယ်ကိုကြီးတေချာမှန်အောင်ပြောဒါလေ ကြံကြီးစီကွာမင်းရလေကဲငါကြည့်ပဲတဘူးနှစ်ဘူးနှစ်ဖူးဆိုရင်ဟုတ်ပြီနောက်တဲ့3မိနစ်ကျွန်တော်တိုက်လိုက်ရင်5ဘူးတိုက်5ဘူးဆိုရင်အေးရောက်ပြီ5ဘူးရောက်ပြီ5ဘူးဆိုရင်အေးရောက်ပြီသူကလည်းသူ့မှတန်းတဲ့လူကို5ဘူးပြည့်အေးရောက်ပြီတဲ့အော်ရက်လိုက်စမ်းတော့ခါလေရက်လို့ပြောနေတာမကြောက်လားရက်ပါသူဘာပေကလုံးလားရက်ပါခင်ဗျာရက်ပါပြီရက်နေပါပြီဟုတ်ပြီအဲ့ဒီလိုမှပေါ့ရေကြီးပေါ်မှာမှတ်ချလိုက်စမ်းလူဟာဘယ်လိုမှချလိုက်လို့ပြောနေတာလဲဘာပဲခင်ဗျာဘာပေကလုံးလားမောက်ချလိုက်ဘာခင်ဗျာဘာသိနေလို့လားဟုတ်ပြီတွားလိုက်စမ်းမတွားရဘူးတွားလိုက်လို့ပြောနေတယ်မတွားပါဘူးလာပါဦးလေတော့တက်သွားလိုက်လို့တက်တာဘာဖြစ်လို့တော့ကျွန်တော်ဘာကူကြမ်းလဲကျွန်တော်ကဟိုဘက်မှာခွေးကိုတင်နေကစားနေတာဒီဘက်လမ်းကြည့်တော့အကိုကြီးလိုက်လုံနေတာတွေ့လို့ကျွန်တော်ဘာကူကြမ်းလဲကိုကြီးခွေးကိုခိုင်းတာလေခွေးကိုခိုင်းတာလေခွေးကိုခိုင်းနေတယ်ငါလိုက်လို့မပါတော့ဘူးဖြစ်သွားတယ်မပါတော့ဘူးဖြစ်သွားတယ်တွားကွာပြက်နော်ကိုတော့ပြက်ပြီကွာဘုဆုံးမလားကိုကြီးတိုင်းနေဘာဖြစ်တာဒီမှာဦးအောင်မင်းစဉ်းစားကြည့်ငါပြောပြမယ်ဘာသာငါတယောက်လေးလာတာကိုလူတယောက်ကဟိတ်ရက်လိုက်တဲ့ပြီးတော့မိကြီးကဝေးမောက်ချလိုက်တဲ့ပြီးတော့သွားနေလူတယောက်ကဒီမှာအကိုကြီးတဲ့ကျွန်တော်ခွေးကိုကျွန်တော်ခိုင်းတာကိုအကိုကြီးလိုက်လုံနေတာတဲ့အဲ့ဒီတော့သူ့ခွေးကိုသူခိုင်းတာကိုငါလိုက်လုံတော့အဲ့တော့ငါဘာကောက်ဖြစ်သွားခွေးပေါ့ဟမ်မင်းတော့ဖြစ်တာပေါ့သူခိုင်းတာကိုမင်းကဘူးမသိဘာမသိလိုက်လို့ဒေါသဖြစ်တာလားဟမ်ငါခွေးဖြစ်ပြီနော်အမီးလည်းပေါက်လာပြီမစင်လည်းစားပြီဆိုဒေါသဖြစ်တာလားမင်းရှင်းသလားဟမ်တခုပဲကွာအေးဘာလို့ဒေါသထွက်ရမှန်းမသိပဲနဲ့နော်မင်းဒေါသထွက်မင်းတော့စဉ်းစားလိုက်တော့စဉ်းစားလိုက်တခုပဲဟုတ်ပြီစဉ်းစားလိုက်ပြီးတော့မှမင်းဒေါသထွက်မှဒေါသထွက်လိုက်တခုပဲကွာတခုပဲကွာ
ကအနီရောင်ဆိုတော့ကရဲရင်နဲ့ပြတ်သားတယ်နေတော့လို့ဒါအနဲ့ရောင်ကအမင်္ဂလာရောင်တော့အစိမ်းရောင်နဲ့လိမ္မော်ရောင်မင်းတို့နှစ်ယောက်ကိုပေါင်းပေးလိုက်မယ်ပေါ့ဟာဦးလေးဘာဖလို့ပြောနေရတာလဲတီးကြောင်ကြမှာလာနေတဲ့ထိုင်တင်းကြီးရဲ့ဘိုးတော်ချိတ်ဟုတ်ပြီဘိုးတော်ချိတ်အကောကမလို့နေပြနေတာမဟုတ်လားဟာမဟုတ်လားဟာဒါဆိုရင်တိထွန်းရဲ့လွန်လိုက်အကဟုတ်တယ်မဟုတ်ဘူးဒါလည်းမဟုတ်ဒါဆိုရင်လာအင်စလီတင်ရဲ့ဘာလီကျော်ကမင်းဒါလည်းမဟုတ်ဘာကဟုတ်လားဝါရကျိုးကဟုတ်လားဟာကန်ပြရမှာဝါကျိုးဦးလေးရလဲဒီဝါကျိုးလေးကန်တော့ကြောပေးသမီးရဲ့ကံကောင်းလို့သမီးကေလို့ပဲတန်းတိုင်းနေတော့ဟိုကောင်ကလည်းဘာကားတွေညာကားတွေရှောက်မနေနေတယ်ကံကောင်းလို့သမီးရဲ့ဦးလေးလွန်လိုက်ကမှမဟုတ်လားဓာတ်လိုက်ကကြီးဦးလေးကံကောင်းလို့မသိဦးလေးမနေ့ပွင့်ကျွန်တော်လည်းဖရားအာယုံပြုတ်နေတာနဲ့မနေ့ပွင့်ဘယ်အချိန်ရောက်နေမှန်းတော့မသိဘူးမဟုတ်ဘူးလေကိုရမယ်ကျမကြီးရောက်နေတာလေအင်းမဒါဘလူးပဲအရင်ရောက်ပါအဲ့ဒါအေးမကြည့်ပါဘူးဒီလိုလေကျွန်တော်ကလေကျွန်တော်မူးနေတိုင်းပါလေကျွန်တော်ဒီဖရားမှာအမြဲတမ်းလာအာယုံပြုတ်နေတာဖရားလောက်ဖူးလားဟေးဟုတ်တယ်သူကဖရားလာဖူးတာမင်းကလက်ဥလာတူးတာဒီလိုလေးမနေ့ပွင့်ကျွန်တော်ကလေမူးနေတိုင်းမှာကျွန်တော်ဒီဖရားမှာလာပြီးကျွန်တော်အတိတ်ထံအဲ့လိုဒိတ်ထံပြီးဦးကိုကျွန်တော်ဆူတောင်းကြည့်တယ်ဒီဖရားဖရားကဆူတောင်းပြည့်တယ်ညီမတော့လူပေါင်းမှားပြီမနေ့ပွင့်ခုနဖရားရှိခိုးနေလေပါဆူတောင်းလုံးဒီဟေးသူဆူတောင်းလိုက်တာငါကြားလိုက်တယ်ဆက်နှမီးငင်းရပါလို့ဤတဲ့ဟဲ့ကောင်တမှုသားဆက်တမီးပဲရှိတယ်ဆက်နှမီးဆိုတာမရှိဘယ်ကတမီးကပိုးလာတာတမီးကနှာခေါင်းမီးအကူကျမလည်းဖျားရှိခိုးပြီးလို့အိမ်မှာလုပ်ပြလေးရှိလို့ပြန်လိုက်ပါအောင်နော်အဲ့ဒါအတော်ပဲကျွန်တော်လည်းပြန်တော့မှလေအတူတူပြန်လိုက်ကြအောင်နော်ကိုကမွေးနေ့တိုင်းဖျားမှာဒိတ်တိုင်ဝင်နေတယ်ဆိုတော့ကျမကြောင့်ဒိတ်တိုင်ပြက်နေပါအောင်မယ်လုပ်ပြစီရဆက်လုပ်ပါကျမပြန်လိုက်ပါအောင်နော်မနေ့မရတယ်ဟုတ်ကဲ့မနေ့မကျွန်တော်ဒိတ်ဟာပြောင်းတမှုလားဒါပေမဲ့ငါ့ကိုမင်းတက်တက်နှောက်ရှက်ထားမှာလားဟုတ်ဘူးနှောက်ရှက်တာဟုတ်ဘူးဝစ်လိုက်ဘာဝစ်လိုက်
မင်းအုံတော့မကောင်းဘူးနဲ့တူတယ်ဝိမာမြဲငရဲမှာအပါတနေ့နေ့တော့ဖြည့်ရလာလိမ့်မည်ကိုမေအောင်ဒီမှာကိုကြီးတစ်ခုတောင်းတာချစ်လို့ ရှားပါလေမနေဘူးကျွန်တော်ဘာကူညီပေးရ ကိုမေအောင်တက်ကြွတောင်းတာတရားဆိုတော့တက္ကသိုလ်မှာနေတော့ကြပြလေးစားရေးရဖတ်တာဝါသနာပါမှာပေါ့နော် ဟာပါတာကိုကြပြဆိုလို့ဗျာကျွန်တော်ဟိုကြပြကိုအရန်ကြိုက်တာဗျဘာလဲပန်းကလေးများပွင့်တော့မြည်ဖူးတံဝင်းလို့ကြီးတဲ့နေကြီးမှာရွှေကြီးလောက်ငါတို့စာသင်ကြောင်းရမ်းကောင်းတာ အဲ့ဒါဆိုကိုမေအောင်ကြပြလေးစားရောရေးတဲ့စက်တတ်မှာပေါ့နော် အဆက်တက်တာကိုကျွန်တော်ကကြပြကိုကာယံမဲ့စက် ဟာဒါဆိုကိုမေအောင်ကမော်ဒန်ကြပြဆရာပေါ့နော် မော်ရန်ကြပြဆရာတော့မဟုတ်ပါဘူးဟိုကာယံမဲ့စက်တယ်ဆိုတာကကာယံကိုမဆက်တက်လို့ ကိုမေအောင်ကလေ ဟိုပြောလေကျွန်တော်ဘာကူညီပေးရလဲကျွန်တော်ကြပြလို့ကပြရတယ် မဟုတ်ပါဘူးကိုမေအောင်ရဲ့ဟိုဒီမှာလေကြပြလေးကိုညှစ်ဖို့အရန်ကြိုက်တာဟိုအဲ့ကြပြလေးကိုဒီစာထဲမှာကူးပေးပါလား ကူးပေးမယ်ကျွန်တော်ကူးတာဆိုရင်အရန်ဝါသနာပါတာ အဲ့ဒါကူးပေးရ အားနေလို့ရှိရင်လေဟိုဘက်ခန့်နဲ့ဒီဘက်ကောင်ကျွန်တော်ကလက်ပစ်ကူးနေတာဟာဘူးရဘယ်လိုလုပ်လိုက်တာလဲဒီမှာကက်ဆက်နားတော်ဝင်တဲ့ဥစ္စာ မင်းဟာဒီဘာသာမှမကြောက် ကဘာပြောမှာ ဘူးကြီးလေးအကူကြီးဘယ်လိုမြင်လဲ ဘာဖြစ်ပါဘူးအကောင်းကြီးမှာ မင်းစကားကြည့်ရလေကွာဟိုငါမကောင်းရင်မရေခဲရိုက်ထားမယ်သဘောလား ဟုတ်တယ်လေဟာမဟုတ်ပါဘူးဟုတ်ခဏသမားလားမင်းမပြောရစီလာခဲဟာလေ မပြောမပြီးမတီးမမီ မတီးပဲနဲ့တော့လူမိပါပဲကွာဟုတ်တယ် အာနေတော့ကွာအဲ့ရလေဘာရှောက်လို့မှမသိငါပေးလိုက်မယ်နော်လက်ပြန်ငါပြောစကားသိချင်တယ်ကောင်အကူကြီးတော့ဝဘိုးလူနော်အမကြီးတော့ဆလောင်းမုံနော်မားနေတယ်ပူကြီးတော့အဖိရမလေးမင်းပြောတာပူမလေးအကူကြီးတော့အဖိရပြောမယ်စကလုံးတော့ဘယ်ရောက်မှမသိအတန်းလေးငါပြောမယ်မင်းသိချင်တာတော့နော်ဒီလိုနေရနော်အကူကြီးတော့အဖရအမကြီးတော့အမေရနော်မပြောမပြီးမတီးမမီဆိုလို့ပေါ့ညီလေးရဟိုလေထွန်သွားရင်နွားမေးတယ်နော်အဲ့ဒါနဲ့အခုမိမယူမလို့ထိုင်မထိုင်ကွာမင်းကငါတိုင်မင်းလားငါမိမယူမလို့ ဩဒါဆိုရင်အကိုကြီးကအကိုချစ်ရမဲ့သူတွေ့နေပြီပေါ့ မပြောပါနဲ့ မပြောပါဘူး ပြောပါပြောပါ ဘယ်လွတ်စမ်းပါ ပြောစီရင်လို့ငါမိမယူမလို့ အကိုချစ်ရမဲ့သူတွေ့နေပြီပေါ့ ညီလေး အကိုကြီးကလူမျိုးကြီးဘဝကိုစွန့်လွတ်တော်မယ်ပေါ့ကဲပြောဘယ်ပါမဟုတ်ဆိုမှကြီး ဘယ်လိုမှတိုင်မလို့မရဘူး ဟဲ့သိနာ အငင်းပွဲငါညောတွေ့ကြတယ်စိတ်ကလည်းလွယ်လွယ်ပါအေးကြောင်အငင်းပွဲကဒီကသိကြတယ်မိကြီး ဟောမင်းမြေကိုအောင်ရဲ့ဘာမင်းမလို့ ကျွန်တော်မနှင်းပွင့်ကိုမေးမယ်မိကွန်းကနည်းနည်းယူပပိတာနဲ့နည်းနည်းပတ်သက်တယ်မနှင်းပွင့်ကတက္ကသိုလ်ကျောင်းသူဆိုတော့တက္ကသိုလ်ကျောင်းမှာသင်လဲသင်ခဲ့ဘူးမှာပါနော်ကျွန်တော်မေးမယ်မိကွန်းကနေယူတန်ရဲ့တတိယမြောက်မိရမှာလေဒီဗျာ
တက်ရောက်မှုတစ်ခုမှာသူနဲ့တူညီညတဲ့တံပြန်တက်ရောက်မှုတစ်ခုရှိတယ်ဆိုတာအဲ့ဒါကျွန်တော်တို့လူလောကအနေနဲ့မှန်နိုင်မှာအဲ့ဒါတော့ဒီပဗေဒပညာနဲ့တိတ်ဆိုင်ပြီးတော့နှိမ့်ဖွင့်တင်တယ်နှိမ့်ဖွင့်မြင်နှိမ့်ဖွင့်ပြောမယ်နော်ဒါနဲ့မှန်ခြင်းမှလည်းမှန်ပါကဲကိုအောင်ဒီဟာလေးက4000လေးလားအဝိုင်းလားတစ်သားတုံးလေး4000လေးဟုတ်ပြီဒါဆိုကိုအောင်ကြည့်နေနော်ကိုအောင်တွေ့ရနော်နှိမ့်ဖွင့်ပြလိုက်တော့4000ပုံတစ်သားတုံးလေးဒါပေမဲ့ရေရကနေတန်ပြန်တက်ရောက်လာတာနှိုင်းဝိုင်းလေးလေအဲ့ဒီအတိုင်းပဲပေါ့ပညာရတစ်ခုကပုံသေးကြီးညီရမှာပြီးတော့တခြားတနေရာမှာအသုံးပြုလို့ရပါမယ်ဒါဆိုရင်ကျွန်တော်ကတက်ရောက်မှုတစ်ခုကိုလုတ်တိုင်းသူနဲ့အကျိုးတူမဲ့တက်ရောက်မှုတစ်ခုပြန်မရနိုင်လို့ပေါ့အဲ့တော့ညီမပြောတတ်ဘူးဒီလောကကိုတော့ပုံသေးကြီးတွေတတ်မှတ်လို့ရပါမယ်ကိုအောင်ညီမခွင့်ပြပါအောင်နော်ဟာပေါ်ကြီးဒေးတာလမ်းကြုံလို့အဲ့ဒါဒီပဲဝင်လာတယ်ဟမ်အော်မဟုတ်အိမ်မလေးတယောက်တည်းပြင်းပြင်းရှိတာနဲ့အဲ့ဒါဒီကိုလာမယ်ဆိုပြီးတော့အဲ့ထွက်လာတယ်ဒီရောက်တော့ဥချီကြီးတည်တယ်ရတန်းဝင်လာဟဲ့မရောက်ချင်တယ်တန်းရောက်တော့ဟာဥချီနဲ့ကျွန်တော်နဲ့လေအဲ့အဝဟာဝိဝါဟာအဲ့ဘာကွာမဟုတ်လေအလဘတလဘပြောမလားအေးအဲ့လိုလုပ်ဆောင်မင်းဟာကြီးဥချီသမီးရောနင်းပွင့်လေရှိဦးကွာကိုရွာသူ့တော်ကြီးကြီးသွားတယ်လေသူ့မိမျိုးကြီးဒီရောတကယ်ဥချီလက်ကလေးတွေရလေနောက်ဝင်တယ်ဟိုငါစီးပြီးတော့ကနေတယ်တန်းနဲ့ကြတော့စီးနေတဲ့လက်ကလေးနော်အဲ့ဒီလက်ကလေးကြီးမှဖြစ်နိုင်ရွှေတောင်ချထားခြင်းလေတန်ဖိုးထားတယ်ပေါ့နူအောင်လို့ဟမ်ဟာကွာမဟုတ်ဘူးလေဟိုလက်ကလေးတွေနုသွားအောင်အဲ့လိုလုပ်တော့ဟဲ့ဥချီကိုကြော်ကြည့်ရည်လားဘယ်ကြည့်လိုက်ဒီအဲ့ပစ္စည်းအစုပ်ကလေးနဲ့ဒီကိုရှောက်လုံနေရနော်အဲ့လိုကလုံတော့လုံနေရနော်နားတယ်ရှိရလားမသိဒီလိုပဲကွာလူမာတော်မှဟိုဒါနာတာသေးတာဆိုရှိသေးတာပဲဆက်ပစ္စည်းလည်းပြက်တာပေါ့ကွာဒီဆက်တွေပြက်နေတယ်မြတ်တို့ထမင်းမဟုတ်ဘူးပေါ့ဟုတ်လားအားကြတယ်တကယ်အားကြတာကျွန်တော်အဲ့ဒါကိုသိဝါသနာပါတာဒီပြင်နာပြည့်တယ်လေအမတန်ဝါသနာပါတာအဲ့မဲ့အချစ်သိတဲ့အတိုင်းပဲလေကျွန်တော်ကလည်းဒီရောမှာဆိုရင်ကျွန်တော်လောက်ချမ်းသာမှာကောင်တရားမှမရှိအဆန်လေးလည်းချမ်းသာတယ်အဆန်လေးလည်းဝင်လိုက်တာဟိုကဝင်ဒီကဝင်တယ်ထားစီကနေရာဘူးမရှိချမ်းသာလိုက်တာသုံးမကုန်းဖြုံးမကုန်းကဲတော်ပါတော့ကွာနော်အဲ့ဒါကြောင့်မလုပ်ဖြစ်ဘူးလို့ပဲပြောလိုက်ပါတော့နော်ကြောင့်မေတ္တာပြအောင်မင်းရှောက်ပြောနေခါတကြတော့ကျွန်တော်စဉ်းစားမိတယ်တိလားဟာစဉ်းစားဒီလျှက်စစ်မီးတာမရှိရင်လူတွေတော်တော်ဒုက္ခရောက်မှာနော်ဟာလျှက်စစ်မီးမရှိရင်ဒုက္ခရောက်မှာမဟုတ်ဘူးရှိလို့ဒုက္ခရောက်နေတာဟေးရှိလို့ဒုက္ခရောက်နေတာအဲ့ဒီလျှက်စစ်မီးကိုတည်ဆင်သွားတဲ့အဲ့ဒီဆင်းဆိုတဲ့ပုဂ္ဂိုလ်ငါတွေ့ပါဖို့ပြရိုက်ချင်တာဘာဖြစ်လို့ရအောင်ဟာဒီလူကလျှက်စစ်မီးကိုတည်ထွင်သွားတာဒီမီးပြည့်ရင်ဘာဆက်လုပ်ရမလဲဆိုတော့မတည်ထွင်သွားလို့ဘာကြီးပြရိုက်ချင်တာကမငရေရင်စီကြံကျဟုတ်ပြီနော်ကြက်သားစီကြံကျကောလိုက်တာဟုတ်တယ်မဗျာငါပုတ်သိကြကမအမဲသားကိုနုစင်းထားတယ်အမဲစင်ကိုနာမမကိုချက်ထားတာရိုးရဟင်းချမောင်ဟင်းကောင်းတယ်ငပိအတော့အမြုပ်ပဲဒီကြော်လေးကလည်းပါသေးစားတာစားခင်းရအများကြီးပါလားကွာဟောငါအိမ်မက်မဲ့နေတာလားအိမ်မက်မဲ့နေတာလားပေးလိုက်မယ်လက်ပြန်စားပါဟာမလေးအော်မလေးညီလေးလက်ကလေးညောင်းမယ်အပမမခနဲ့အကိုယူပေးမယ်ညီလေးအကိုယူပေးမယ်ယော
ဒီကြက်သားတုံးလေးမူလားဟိဟုတ်တယ်တာတခုတော့တခုခုပဲဗျဟေးအောင်ငါအပြက်ကိုစားပြမှာနော်စားစမ်းပါမသမီးလုံချက်ထားမပူစမ်းမှနဲ့ကူတော့တမကြီးကောင်ရွာထိပ်ကလေမိုးပြဲတဲ့ကြီးကိုငါချက်ထားတယ်အပိဟမ်အပြည့်စားဟေးအောင်မင်းဒီတော့စင်ကရာရီယာအပြည့်ဝနဲ့ပြည့်ရဲ့အနေသားကဟာတွေ့မနဲ့ကျူးလေးကွာပြောလေကွာဝတ်အောင်စားသမားကူတော်ရဲ့ဝတ်အောင်စားစားပြီးရင်သိမယ်စားပြီးရင်သိမယ်ခင်ဗျာစားပြီးရင်သိပါမယ်ဆိုတော့အမလေးဒီလက်ကလေးပြန်မယ်အညောင်းမခံဒီညမှာဒီလက်ကလေးကိုအသုံးမချနဲ့နော်အကိုကြီးအသုံးချစရာရှိတယ်ဒီလက်ကလေးညီလေးစားချင်တာဒီငစင်ရိုင်းဟုတ်တယ်ဗျာအကိုကြီးထည့်ပေးမယ်ဒီငစင်ရိုင်းရမလားဟုတ်တယ်ဟောရမှာဗျာဘိုက်ကလေးကိုကူးလို့哟，你嘞，喏，干嘛？或者因为波边，家里屋里头巧，一路瘦，好一路改，或者因为啥哟？阿哥一个来记，你嘞那个里头东茶没是吧？哎哒，没那个东茶没是咯，我把面干开没熬没啦。တော်လေးတော့ဘောခင်ဗျားလေဘောပင်မှာငါလည်းချစ်လို့ဘောပင်များသွားပြီးဘောမှာသွားထင်နေပေးလိုက်မယ်နော်လက်ပြန်ဒီလေးလေးလှိုက်လीဒီလေးလှတော့အရေးလားကြွတော့ရေးဘာရေးရမှာလဲဩရေးလေညီလေးရေးတယ်ဆမ်းနော်အသေးလေးပြောလိုက်လေကြည့်သေးလားဝယ်သေးလားဟုတ်ဘာလဲကြည့်သေးဝယ်ငါပေးလိုက်မယ်နော်လက်ပြန်ဘယ်လိုလဲဆိုမှပဲဟုတ်ဘူးလေတို့နောက်လေးစားဖို့ဟိုစိတ်ရမှတ်နေတာမလားဘာစိတ်မှစိတ်ရမှတ်လားမပေးလိုက်မယ်နော်လက်ပြန်ရေးပြီတဲလေးဆိုရေးပြီလားရေးနော်တစ်ပင်မလဲအမြင့်နဲ့ဟိုကြက်မလဲအတက်နဲ့ဘာလဲကြက်မတဲ့တက်ကလေးလေဝင်မပြောနဲ့ငါပေးလိုက်မယ်နော်လက်ပြန်ဝင်မပြောနဲ့ငင်းနေအတိုင်းနေလားရေးပြီလားတစ်ပင်မလဲအမြင့်နဲ့ဟုတ်ပြီရေးပြီလူမလဲအချစ်နဲ့တရားလေးနဝေးလေးတွေဟုတ်ပြီလားရေးလားပြီးတော့တစ်ပင်မလဲအခေါက်နဲ့လူမလဲအပေါက်နဲ့ဘာပေါက်ဗစက်လေးဗစက်ပေါက်မလေးတော့ဝင်မပေးလိုက်မယ်နော်လက်ပြန်တစ်ပင်မလဲအခေါက်နဲ့ရေးပြီလားလူမလဲစတောင်းနဲ့စတောင်းနဲ့တစ်ပင်မခေါက်နဲ့လူမစတောင်းနဲ့ရေးပြီလားညီလေးတစ်ပင်မလဲအသီးနဲ့လူမလေးဘာလို့တက်ချီနဲ့ငါပေးလိုက်မယ်နော်လက်ပြန်မင်းကြီးနဲ့တောက်လိုက်ပါအောင်ဟောရပါတယ်မနေမကြည့်ပြီကိုမင်းကဒီတော့တလားတော်တော်လေးရှိရုံနဲ့ဒီနော်အဲ့တော့နှုတ်တက်နေပြီပဲဟိုဖြုတ်တဲ့ပညာတော့တက်ပြီဗျပြန်တက်တဲ့ပညာတော့မတက်သေးဘူးမနေ့ကဘေးရလဲကျွန်တော်ပြန်တက်တဲ့ပညာမသင်ပေးသေးဘူးအဲ့တော့ကိုမင်းကဘယ်တော့မှတက်မှာမဟုတ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ပြေကိုယ်ကပြန်တက်မှမတက်တာကိုမင်းကဘာလုပ်နေလဲနော်ဒီမနေဘူးဟောတာလေးရလေတော်တော်စိတ်ဝင်စားစရာကောင်းတယ်ဒါလေးကအဖိုးကျူးဒါလေးကအမကျူးသူတို့နှစ်ခုဝေးတိုင်းဘာမှမဖြစ်ဘူးဗျဟောမကြည့်တပြေးပြေးနီးလာပြီထိလိုက်မှပြန်တွေ့လားပြီးပွင့်တယ်ဘာလို့မီးပွင့်နေရလေဟာဟိုဘိုးအားကောင်းမကောင်းစမ်းနေတာယောဦးချီပေးပဲတော့မနေ့ကအပြင်ထွက်သွားတယ်ကိုကြီးတကယ်မနေ့တည်းကအပြင်ထွက်သွားဟုတ်တယ်ဗျာနင်းပွင့်ခုလေးနဲ့အထဲဝင်အထဲထဲမှာဟုတ်တယ်တကယ်ပြီးတော့မင်းပြန်ပြန်လို့မဖြစ်ဘူးပြန်ဒီမှာအလုပ်တွေဆက်လုပ်အောင်မယ်အမပေးလိုက်မယ်လက်ပြန်
မသိတာကြားနေမင်းတင်တဲ့ဆရာဘာမှမတက်တာမင်းအောင်တင်တော့ဘာတက်မှမဟုတ်ဟာသွားမနေဝဲ他怕哪里？古董，多，都不有门，靠手多大？喏，对呀，哎，俺不路标比靠手多嘛嘞？哦，这里头嘛没，就是不路里面比，什么八卦无一样，多。对呀，啊，都不有靠手多嘛，都是没有靠路多嘛。我来喏，背来没喏，那边，配合标你的。哈，吴建飞。下来了ဗျာခင်ဗျာဘယ်သွားနေရလဲဘယ်သွားမလဲဘုန်းကြီးသွားပြီးထုံးနဲ့ဆုံးဟင်းသွားပို့တယ်လေမင်းကဘာလို့ရှာတာတို့အရေးကြီးလို့ပေါ့ဗျာဟိုပါလေဗျာဟိုဒီဟာအရေးကြီးလို့ဗျာအဲ့ဒါမင်းဘာအရေးကြီးမှမသိပဲငါဘယ်သွားမှာလဲဘယ်ဘာလို့မှာလဲဟိုကိစ္စဗျာဟိုလောလောဆယ်စဉ်းစားလို့မရသေးဘူးဗျာကျွန်တော်လမ်းကျမှစဉ်းစားပြီးပြောမယ်အဲ့ဒီကိစ္စကိုဘယ်လားအရေးကြီးလို့ဘာလဲပါလာသားမှာဗျာသမီးတော်အိမ်ပြန်နေပါဗျာအနေပွင့်တယောက်ဖြစ်လားဟုတ်တယ်ဒီပင်နဲ့ဒီဖုန်းကြောင်ပြန်လာတာလေဟိုအဲ့ဒါကိုဘရာကနေပြီးတော့ပြပြအရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ်ခေါ်သွားလို့လေဘိုးတော်ကအရေးကြီးတဲ့ကိစ္စရှိတယ်အင်းဒီဒါလည်းသူဟာသူအရေးကြီးတဲ့ကိစ္စရှိနေမှာပေါ့မနေဘူးဟင်စာရလားရပါစာရတယ်အဲ့ဘလူတဘောရဘာမှငင်းရမရှိတော့ဘာမှငင်းရမရှိဘူးအဲ့ဒါဆိုရင်ဟိုလူကြီးတွေနဲ့စီစဉ်လိုက်မယ်လေသဘောပဲဟောတော့ထပ်ပြောပါကွာဒီလိုကွာစာရလားဆိုတော့ရတယ်ဘလို့သဘောရလဲဆိုတော့ညင်းစရာမရှိပါဘူးအဲ့လူကြီးတွေနဲ့ကြည့်ပြီးတော့စီစဉ်လိုက်မယ်ဆိုတော့သဘောပဲတဲ့ငါနားကြတော့မလွဲပါဘူးတစ်ခုပဲကွာတစ်ခုတော့လွဲနေပြီမလွဲဘူးတဲ့တာမှတန်းအခုမှအိုအောင်ဆိုတဲ့နာမည်ရလေတကယ်ကိုအိုကတော့မှားအေးအိုပဲအိုရမလားငိုပဲငိုရမလားဆိုတာစောင့်ကြည့်တာလေးတာပေါ့ကွာတစ်ခုတော့လွဲနေပြီကွာလာနေပြီဘလို့တဲ့မတဲ့ပြောနေပါမယ်ကြက်တီမရှိမင်္ဂလာမရှိခဏတော့အနမ်းမနေသွားဗျာတစ်ခုမသွားကိုယ်ကိုတယောက်တည်းပီတိဖြီးပြီးတော့ခံစားရှင်အော်ဘယ်တော့ဟေးကျွန်တော်တို့မင်္ဂလာဆောင်ကြရင်လေဘာကျွရင်ကောင်းမလဲတပိတ်တို့တာပဲကွာငွေးတာပေါ့ဘာခိုင်းလဲခိုင်းစာရှိလို့မဟုတ်ပါဘူးပြောစာရှိပြောလေမနေ့ကလေကိုမင်းအကူနဲ့တွေ့ရအဲ့ဒါ
စာရလာလို့ဒီတော့သူ့ဘက်ကစားတယ်လို့ဖြစ်လိုက်တယ် 哦，好啦，咦，讲了讲了讲了。ကိုမင်းအောင်တော့တိတ်ဟန်ဆောင်ကောင်းတာပဲလောက်တော့လို့သူကတင်ဖောက်တဲ့ပုံစံမျိုး 哈，ကျွန်တော်ဘာလုပ်လို့လဲ ကိုလို့တော့ကိုမသိဘူးလားကိုမင်းအောင်တိထားဖို့ကကိုမင်းအောင်လက်ရည်နဲ့ကူးထားတဲ့ကြပြစာအုပ်နှင်းဝိစီမှာတက်တည်ရှိရဲဆိုတာပဲ ဟုတ်တယ်လေဟိုတလောက်လေးရကိုနှင်းမွေးရပဲကြပြလေးကူးပေးပါဆိုလို့ငါကူးပေးတယ်လေအဲ့ဒါဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲဟိုတနေ့ကကိုမင်းအောင်အေးရှင်းမှာဒီစားစာထားပြီးလက်ထွက်သွားတယ်မလားအဲ့ကြာကိုမင်းအောင်လက်ထွက်ဆိုတာနှင်းမွေးတိပြီးသားမင်းကလေးကရှိရမယ်ဆိုတော့သူကပဲ item တွေပေးနေတယ်လေဒီမဲ့တခြားလားတာကိုမင်းအောင်အကုန်နဲ့တွေ့တော့ယူကြီးတွေဆိုတာလည်းစဉ်းလိုက်တော့မယ်တဲ့အဲ့နှင်းပြလည်းသဘောပဲလို့ပြောလိုက်တယ် ဟာအဲ့ဒါမပြဿနာပဲဗျာ ဘာပြဿနာလဲ ဟိုဒီအာမို့ဘောဟိုတို့သားဝတ်စုံချုပ်ပြီးသားမရှိလို့ချုပ်အောင်မယ်လို့အဲ့ဒါကိုပြဿနာလို့ပြောတာပါ ဘရောဟေးဝါလို့ဝါလို့ ဟာဖေးလာ ဘာလဲပါဖေး ဟုတ်တယ်ကျွန်တော်လည်းလေအဲ့ဒါကျွန်တော်ဘလို့ဖြစ်နေမှမသိဘူးဟိုဥချစ်ဖေဦးလေဟိုတို့ရင်သားရင်လူရှင်မျိုးအရင်ချလူအရင်ခဲနေတာအဲ့ကြောင့်လေဥချစ်ဖေရဲ့နာမည်ကိုအဖျားလေးစွတ်ဆိုပြီးတော့ဖေးလို့ခေါ်နေ တွေးသားရင်လို့ဟုတ်တယ်အဲ့ဒါနမိတ်ပြတာဗောအိုးအောင်ရဲ့ နမိတ်ပြတာ အေးဟုတ်တယ်အိုးအောင်ရဲ့မကြရင်မင်းနဲ့ငါနဲ့ကတွေးရင်သားရင်လို့ဖြစ်ကြတော့မှာကွာ မကြခင်မှာတွေးရင်သားရင်လို့ဖြစ်ရတော့ အေးမငိုပါနဲ့ကွာ အာကြီးတာ မင်းငါလည်းငိုမမသိကြီးမမသိဒီလိုအိုးအောင်ရဲ့မင်းနဲ့ငါနဲ့တခြားလူတွေမှမဟုတ်ပဲကွာရှင်းရှင်းဝေးမပြောတော့ငါလာရင်ကိစ္စကိုတူတူနဲ့လူရင်းပဲပြောမယ်ဟုတ်လား ခဏလာရင်ကိစ္စကိုတူတူနဲ့လူရင်းကိုပြောမယ် ဟုတ်တယ် အခုပြောမှမင်္ဂလာကိစ္စလာပြောတာမဟုတ်လား ဟာမင်းလူခဲကကောင်းလာပြီလားကွာဟင် သိနေတယ်လေသိနေတယ် ဘုမရောက်တော့ပြီဟာ ရောက်လေဒီမှာဖေး ဟမ် အခုမင်္ဂလာဆောင်မှာတတို့သမီးကဦးချစ်ဖေရဲ့တူဦးလျော်သမီးနှင်းပွင့်မဟုတ်လား ဟာမင်းအတွေးကိုကောင်းလာပြီလားဟာ သိနေတယ်လေသိနေတယ် မင်းကြောင်ကြီးများကွဲတော့မ တတို့သမီးလေးကနှင်းပွင့်ဆိုတော့တတို့သာကျွန်တော် အေးလေမင်းမှတ်များပြီကွာမှတ်များပြီမင်းအတွေးကိုတော့ကောင်းတာပဲဒီကဦးအောင်ရဲ့ညီအရင်ခောက်ဖြစ်တဲ့မင်းအောင်နဲ့လေ ကျွန်တော်ညီမ ဟုတ်တယ်လေမင်းအောင်နဲ့ခုခေတ်လူငယ်တွေကတော့တွက်သလားမပြောနဲ့ကွာငါလည်းအကဲခတ်မိတာတော့ကြာပါပြီသမီးကဟိုနေ့ကမှဖွင့်ပြောတော့မင်းအောင်ဘက်ကဆိုရင်လည်းမင်းကအကူဆိုပေမဲ့မင်းမဲ့အဖေမင်းမဲ့အမေငါမှလည်းဒီသမီးလေးတယောက်ရှိရဆိုငါပဲအဖေငါပဲအမေဖြစ်နေတော့လူကြီးချင်းလာပြီးတော့ကလေးတွေကိစ္စနေကောင်းရက်တာရွေးဖို့တိုင်မြင်ရတာပဲကွာ သူတို့လူငယ်ချင်းကချစ်နေကြပြီလား ရှင်းနေကြတာပေါ့ရှင်းနေကြလို့မင်းအောင်ကမင်းကိုသူ့အကူဆိုပေမဲ့အဖေလိုအမေလိုဖြစ်နေတယ်တဲ့မပြောရဘူးဆိုလို့ငါကိုယ်တိုင်လာပြောရတာကွာ ငါစောရီကမင်းကိုပြောတယ်မဟုတ်လားတခုတော့လွဲနေပြီလို့မင်းကမင်းကိုမင်းအပိုင်တွက်တာဘူးကွာကဲပါကွာမင်းအသက်ရွယ်နေလုံးမနေစမ်းပါအသက်40ကျော်မှမလုံးအောင်လို့မင်းဘယ်သူကပြောလဲဘယ်သူမှတော့မပြောပါဘူးကွာအခုဖြစ်တဲ့ကိစ္စမှာမင်းကလူကြီးကွာသူတို့ကလူငယ်တွေအစစရရထိနေသိနေနဲ့ခံစားချက်တွေမျိုးသိထအဲ့ဒါမှလူကြီးဆန္ဒပေါ့ကဲတိပါကွာလာဆရာလုံနေစမ်းပါမင်းကဲ
ပြီးပါတယ်ဆိုရင်လည်းပြီးရောဟိုမှာညီလုတ်တဲ့လူကမင်္ဂလာဆောင်မှာမင်းကခွက်လက်ချတာလဲကြက်ဖာကြီးလို့မှားမနေနဲ့ကွာမင်္ဂလာယူနေတဲ့အချိန်ကမှမင်္ဂလာရှိရှိနဲ့နေသားပါကွာ ဟုတ်လိုက်လေဗျာမင်္ဂလာရှိရမင်္ဂလာလားဆိုသလိုပဲမင်္ဂလာစကားလေးတွေပြောရအောင်လို့ဟောဒီကမင်္ဂလာတမှုတာရောက်လာပါပြီခင်ဗျာ ဒီကောင်တမှုတာမနှောက်ရှက်နဲ့ကွာကျွန်တော်ပြန်တော့ နှုတ်ရှက်တာမဟုတ်ဘူးလေမင်္ဂလာစကားပြောဖို့လာတာဆို မင်္ဂလာစကားဒီကဖုန်းကိုဘုန်းကမင်းနဲ့ငါအတွေ့ကိုပြောတာ ငါကမင်းကိုတနာလို့လာပြောတာပထမမင်္ဂလာနဲ့လွဲသွားတော့မင်းကဖိုးကြီးလို့ငါကအောင်းမွေနေခဲ့တာအခုမင်းဒီကနေ့ကစပြီးတော့ကံကောင်းသွားပြီဗျာကံကောင်းသွားပြီမင်္ဂလာစကားမင်္ဂလာစကားကံကောင်းသွားပြီမင်္ဂလာစကားကဲပြောသမောင်ဘယ်ကအပြူကြီးကငါ့ကိုစိတ်ဝင်စားနေလဲ ဟိုအပြူကြီးမဟုတ်ဘူးဆရာတော်ဖျားကဟေးမှားလိုက်တယ်ဒုံလာပါမဲပေါက်လို့တဲ့ဟာ ဖြစ်တယ်မသိဘူးမနဲ့တည်းငါဖွင့်နေတာကွာအသားကစိတ်ကြက်ကိုမရဘူးဟိုးနဲ့မြည်လိုက်ဖြည်းဖြည်းနဲ့ဖြစ်လိုက်ဖြည်းဖြည်းနဲ့ပြီးတယ်ခေါင်းကကျိုးမှလားမသိဘူးကွာစနေမစ်မဆက်ဆောင်ပြီလားခေါင်းကဖြစ်တယ်ကျိုးဖြစ်တယ်တော့စစ်လိုက်အောင်ခေါင်းကနေပြီးတော့ကျွန်တော်ဘာလုပ်လဲဟောနေပြီးတော့အဖြစ်တွေ့ရင်ငါပြောမယ်လေမင်းအဖွဲတွေ့လေမတားလေးကိုနှိပ်လိုက်ဟုတ်ပြီနော်နှိပ်ပြီးဒီနံပါတ်3ခလေးနော်အဲ့ဒီဖွဲဆိုတောင်းနေပြီးတော့ဒီနံပါတ်3ကိုနှိပ်တယ်နော်နော်ဟုတ်ရိုက်မယ်ဒီတော့ဒီဘက်ကနေနေကွာအဲ့ဒါလေးပါအဲ့တော့ခရဒီတမတက်ဒီမတော်အဲ့ဒါဘာနဲ့ညက်တယ်ဒီဒီဖြစ်တော့တယ်ဟောပြည့်လာဘယ်နားတော့ရိုက်မယ်တို့သမီးကိုပကုံးလေးပတ်ထားလိုက်ပါကဲရိုက်ပြီလားဒီကတော့ဘာလို့ဒီဘာမှပြောနေမှာလေဒီကောင်ဟုတ်ဆက်အမေမင်းတို့ကအဲ့နာတစ်ခုဖြစ်နေတယ်အမေဟမ်အမေရတော့ဟုတ်ငါရှိရှိနေနေရမယ်အမလေးဟာကောင်းရဲ့အမလေးဟာဝင်းပါဝင်းတာလားမင်းတို့နေအောင်ကြည့်ရလေနေနဲ့လားရွှေနဲ့မြအင်မတန်သိကြည့်ကွာတကယ်ပဲဟိုမင်းတို့မင်္ဂလာတော့တော့ဘာမှလည်းဖွဲ့ကြအောင်ရှိဘူးမလို့ပါဘူးဘာလို့တောက်ကြလို့ရောက်တာငါလည်းအော်ဟုတ်ပြီယောရိုးဖွင့်ဟုတ်နမေရကောင်းပြီကောင်းရဟဲ့အားနမေကောင်းလာတယ်အမျက်ဆက်သွားပြီနမေကောင်းလည်းကောင်းတယ်လို့လားဘောကွာစက်ကခုံးနေပြီဟိုလော်စပီကာကြီးကဖောင်းမင်းမယုံကြည်ဒီမင်္ဂလာပွဲပြီးတဲ့တရားရုပ်ကလေဖုံးမရအောင်ကိုဖောင်းမှာတော်ရတော့မြာအိုးအောင်မင်းအောင်ပေါ့ဟာမဟုတ်လေမှားနေတယ်နော်သူခေးတာမှားနေတယ်ပေါ်အောင်နဲ့မင်းအောင်ပေါင်းလို့မရဘူးလေမင်းအောင်နဲ့နှင်းပွင့်ပေါင်းရမှာလေအေးဟုတ်ကဲ့မင်းအောင်နဲ့နှင်းပွင့်ပေါင်းရပါလိမ့်ညာမိသားစုပုံလေးတော့ရရအောင်ဟုတ်တယ်ဓာတ်ပုံရိုက်ဟုတ်ကဲ့လက်ကလေးမလိုက်မတို့တော့မလိုက်ဒီအားလုံးကြည့်ပါ
ရိုက်မယ်ဗျာဆက်ကြတော့ဟဲ့